မင်္ဂလာရှိသောစနေနေ့ညနေခင်းပါအားလုံးပဲเนาะစနေနေ့ညနေခင်းပါဒီနေ့ကတော့ဇွန်လ14ရက်2025ခုနှစ်ဇွန်လ14ရက်ပေါ့เนาะစနေနေ့ညချမ်းပေါ့ညဘက်ပေါ့เนาะကျွန်တော်ဒီနေ့ညဘက်ဟို live လုပ်လိုက်တယ်ပေါ့เนาะ live တင်ပြီးတော့လွှင့်လိုက်ပါတယ်ဟိုပြောစရာတွေကတော့အများကြီးရှိတာပေါ့เนาะဒီနေ့ဘူးဆိုည10:12မိနစ်ရှိပေါ့ကျွန်တော်အနည်းဆုံးတနာရီစာပေါ့เนาะတနာရီစာ live ဟိုပြောမယ်လို့စဉ်းစားဆုံးဖြတ်ထားပါတယ်နောက်ပြီးတော့ဒီနေ့ကကျွန်တော် slow version ပေါ့เนาะ slow version နဲ့ကျွန်တော်စကားပြောပေးပါမယ်အားလုံးเนาะမင်္ဂလာရှိသောနေ့ပါမင်္ဂလာရှိသောစနေနေ့ညချမ်းပါเนาะဒီနေ့ကမင်္ဂလာရှိတဲ့စနေနေ့ညချမ်းဒီနေ့ကအမေရိကန်ပြည်ထောင်စုမှာသမ္မတကြီးဒေါ်နယ်ထရန့်ရဲ့89နှစ်ပြည့်မွေးနေ့ပေါ့เนาะသမ္မတကြီးဒေါ်နယ်ထရန့်ရဲ့89နှစ်ပြည့်မွေးနေ့လည်းဖြစ်တယ်လို့သူကမွေးနေ့မှာပဲသူကဒီနေ့စီရေးပြအခမ်းအနားပြုလုပ်တယ်ပေါ့เนาะပြုလုပ်မယ်ပေါ့เนาะပြုလုပ်တယ်ဝါရှင်တန် DC မှာပေါ့เนาะဝါရှင်တန် DC မှာပြုလုပ်တယ်စီရေးပြအခမ်းအနားပြုလုပ်ပွဲကို Democratic Party ဘက်ကရောအခြားပြည်သူတွေရောသူ့အဲ့ဒီလောက်ရက်ကိုမကြိုက်တဲ့ဒီပြည်သူတွေကလည်းသူ့ကိုဆန့်ကျင်ပြီးတော့ဆန္ဒပြပွဲတွေဒီနေ့မြို့တော်များများပြည်နယ်တော်များများလောက်ကြတယ်ပေါ့နော်ပြည်နယ်တော်များများလောက်ကြတယ်ခေါင်းစဉ်ကဘာနဲ့ခေါင်းစဉ်လောက်တာ No Kings ပေါ့ No King ဆိုတဲ့ခေါင်းစဉ်နဲ့သမ္မတကြီးဒေါ်နယ်ထရန့်ကိုတံပြန်သမ္မတကြီးရဲ့လောက်ရက်ကိုပေါ့နော်ဒီနေ့လောက်ရက်ကိုမကြိုက်နေတဲ့အတွက်လောက်သားပြည်သူအမေရိကန်ပြည်ထောင်စုမှာရှိတဲ့အမေရိကန်ပြည်သူတွေကဆန္ဒထုတ်ဖော်ပြသတဲ့ပွဲတွေကိုပြည်နယ်တိုင်းမြို့တိုင်းမှာအများအားဖြင့်လောက်ကြပါတယ်เนาะကျွန်တော်စာရေးသူနေထိုင်တဲ့ဒီဂျော်ဂျီယာပြည်နယ်ပေါ့เนาะဂျော်ဂျီယာပြည်နယ်အတ္တလန္တာဒေါင်းတောင်းမှာရှိတဲ့ဒီ state capital လို့ခေါ်တာပေါ့เนาะဟိုတရားရုံးချုပ်ပေါ့အဲ့တရားရုံးချုပ်ရှေ့မှာမြို့တော်ခမ်းမရှေ့မှာဆန္ဒပြပွဲတွေလုပ်ကြပါတယ်အများကြီးပါပဲเนาะလုပ်ကြတာလေးတွေရှိတယ်ပေါ့เนาะလုပ်တယ်အဲ့ဒါလေးတွေပြောပြကဲပြောစရာတွေကတော့အများကြီးပဲရှိတာပေါ့ဗျာเนาะဟိုကျွန်တော်ဒါဒီနေ့ကတော့အဓိကကြတဲ့အကြောင်းလေးတွေပြောမယ်အဓိကကြတဲ့အကြောင်းလေးတွေပြောမယ်နောက်တစ်ခုကဒီကျွန်တော်အပတ်စဉ်တိုင်းမှာပြောနေတဲ့ကဘာပေါ်မှာဒီလိမ်လည်မှုနည်းပညာအစစ်မြင့်နည်းပညာနဲ့လိမ်လည်မှုတွေနောက်လောက်လာတဲ့တိုးချဲ့ပြီးလှုပ်ဆောင်လာတဲ့ကိစ္စလေးတွေကိုကျွန်တော်ဟိုထပ်မံပြီးတော့အတိပေးသတိပေးပြောပေးမှာပေါ့နော်ဒါကျွန်တော်ဒါဘာလို့ပြောပေးလဲဆိုတော့တနေ့ဒီတနေ့ရက်လိမ်လည်မှုတွေကလည်းဒီကဘာကြီးပေါ်မှာနေစဉ်နဲ့အမျှဖြစ်နေတယ်လေเนาะအဲ့တော့ဖြစ်နေတော့ဗျာကျွန်တော်တို့ကလူသားချင်းကျွန်တော်ကစာနာထောက်ထားကူညီတဲ့အနေနဲ့ကျွန်တော်တိတဲ့တက်တဲ့နေရာကနေကျွန်တော်တိတဲ့မြင်တဲ့အပိုင်းကနေကျွန်တော်ကထောက်ပြသတိပေးတာပေါ့เนาะထောက်ပြပေးနေတယ်သတိပေးတာပေါ့เนาะသတိပေးနေတာပေါ့เนาะโอเคအဲ့တော့ဒီတစ်ပတ်လုံးမှာထူးဆန်းတဲ့သတင်းတွေကလည်းအများကြီးဖြစ်နေတော့ကဘာကြီးမှာရက်ပိုင်းအတွင်းမှာပေါ့နော်တစ်ပတ်အတွင်းမှာအလုံးအင်မတန်မှထူးခြားတဲ့မဟာသတင်းကြီးတွေကလည်းဖြစ်နေတယ်စစ်ပွဲတွေလည်းထပ်တိုးလာတယ်ပေါ့နော်အားလုံးလည်းဒါတီဗီကြကြီးဖြစ်ပါတယ်လုံငန်းတဲ့တရက်နေ့ရက်ကနော်ဒီမှာစစ်ပွဲအသစ်တိုးတယ်ပေါ့နော်အစ္စရေးနဲ့အီရန်နဲ့အစ္စရေးနိုင်ငံကနေစတင်ပြီးတော့ဘာဖြစ်လဲအီရန်နိုင်ငံကိုစတင်ပြီးတော့ကျူးကျော်စစ်စတင်တိုက်ခိုက်လိုက်တဲ့အတွက်အီရန်နိုင်ငံဘက်ကလည်းပြန်လည်ပြီးတော့တုံ့ပြန်တဲ့တံပြန်တဲ့တိုက်ခိုက်မှုတွေကိုစတင်လှုပ်ဆောင်လာတယ်ပေါ့နော်ဟုတ်ပါပြီအဲ့တော့ဒါပနာမပေါ့နော်အခုကျွန်တော်ပြောမယ့်အကြောင်းအရာတွေကိုဆက်မသွားခင်ထုံးစံအတိုင်းကျွန်တော်ရဲ့ YouTube knowledge sharing channel လေးကိုအတင်မိတ်ဆွေတငယ်ချင်းတွေမိသားစုတွေကမြန်မာနိုင်ငံပြည်သူပြည်ပတငယ်ချင်းတွေမိတ်ဆွေတွေကကျွန်တော်ရဲ့ယခုကျွန်တော်တင်ဆက်ထုတ်လွှင့်နေတဲ့ YouTube knowledge sharing channel လေးကို subscribe like follow and share လေးပြုလုပ်ပြီးတော့ကျွန်တော်အားပေးကြည့်ရှုပေးဖို့เนาะကျွန်တော်မေတ္တာရက်ခံတောင်းဆိုလိုက်ပါတယ်ထို့အတူပြုလုပ်ပြီး subscribe like follow and share ပြုလုပ်ပေးခဲ့တဲ့မြန်မာနိုင်ငံပြည်သူ့ပြည်ပတငယ်ချင်းတွေအမေရိကန်ပြည်ထောင်စုတွင်းကတငယ်ချင်းတွေမိတ်ဆွေတွေအားလုံးကိုလည်းကျွန်တော်ကကျေးဇူးအထူးဥပက္ခရာတင်ရှိပါကြောင်းထပ်မံပြီးတော့အတိပေးပြောကြားလိုပါတယ်အထူးသဖြင့်ကျွန်တော်ဒီနေ့ယခုလို public speaker တူအနေနဲ့ဖြစ်ပေါ်လာအောင် sporting လုပ်ပေးခဲ့တဲ့ငယ်ကန်ကြီးကန်စုံလုံးကန်းတွေအကုန်လုံးလည်းကျေးဇူးဥပက္ခရာတင်ရှိပါတယ်လို့ကျွန်တော်မှနေအလေးနဲ့
ဒီနေရာနေပြောကြားလိုပါတယ်ကျွန်တော်က YouTube knowledge sharing channel ပေါ်မှာကျွန်တော်ပြောကြားတယ်ဆိုတာက public speaker တူအနေနဲ့ပြောကြားတယ်ဆိုတာကကျွန်တော်ကဗျမ်းပရာပြောကြားနေခြင်းမဟုတ်ဘူးနောက်ပြီးတော့ကျွန်တော်ကစင်ချင်တုံတရားမဲ့စွာနဲ့ကျွန်တော်ပြောကြားနေခြင်းမဟုတ်ဘူးကျွန်တော်ပြောကြားနေတော့အကြောင်းအရာများသည်အကြောင်းအကျိုးကျွန်တော်ရဲ့စင်ချင်တုံတရားနဲ့စဉ်းစားချင့်ချိန်တွေးတောပြီးမှကျွန်တော်ပြောတာဖြစ်တယ်ထို့အတူအချက်အလက်နဲ့ပြည့်စုံစွာနဲ့ကျွန်တော်ပြောကြားခြင်းဖြစ်တယ်ထို့အတူကျွန်တော်ပြောတဲ့အခါမှာကိုယ့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံကိုယ်ပိုင်အတိတရားကိုယ်ပိုင်စင်ချင်တုံတရားကိုယ်ပိုင်ပညာရက်များနဲ့ကျွန်တော်ကပေါင်းဆက်ပြီးတော့မှပဲပြောကြားပေးခြင်းဖြစ်တယ်သူတစ်ပါးရဲ့ချိန်ချောက်ပြီးတော့ပြောခိုင်းစေခြင်းပြောကြားစေလိုခြင်းကျွန်တော်အားချိန်ချောက်ပြီးတော့ပြောပေးစေလိုခြင်းသူများတစ်ပါးသူရဲ့အကျိုးစီးပွားအတွက်ကျွန်တော်အားချိန်ချောက်ပြီးတော့မဟုတ်ပါဘူးเนาะကျွန်တော်မရှိပါဘူးကျွန်တော်ချိန်ချောက်လို့လည်းမရပါဘူးကျွန်တော်ချိန်ချောက်ခံမှလည်းမဟုတ်ပါဘူးအမေရိကန်နိုင်ငံလိုနိုင်ငံမှာလူတူနဲ့တူကိုချိန်ချောက်ဖို့နေတော့လက်လေနဲ့တော့ချိန်ချောက်လို့မရပါဘူးခင်ဗျာဒါလေးကိုကျွန်တော်ပြတာအဲ့တော့ဒါကျွန်တော်ကကျွန်တော်အများနဲ့ညီတန်းစကားလေးကတော့ဒါပြောကြားပေးလိရှိတယ်ကျွန်တော် YouTube channel ဟာကျွန်တော်ရဲ့ကိုယ်ပိုင် YouTube knowledge sharing channel ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ကိုယ်ပိုင် profile လည်းဖြစ်တယ်ဟောနော်ကျွန်တော်ကိုယ်ပိုင် profile ဖြစ်တဲ့အတွက်ကျွန်တော်နဲ့သက်ဆိုင်တဲ့ကိစ္စတွေပဲကျွန်တော်ပြောမှာဖြစ်တယ်ကျွန်တော်နဲ့မသက်ဆိုင်တဲ့ကိစ္စတွေကိုကျွန်တော်ပြောပေးမှလည်းမဟုတ်ဘူးပြောကြားပေးမှလုံးဝမဟုတ်ပါဘူးเนาะဒါလေးကိုဒါကျွန်တော်ကြိုတင်ပြီးတော့ပြောကြားပေးတာအရင်တော့ကလည်းပြောကြားမီဒီ live မှာမဆို Facebook မှာလည်းကျွန်တော်အဲ့လိုပဲကြိုတင်ပြောကြားပြီးမှကျွန်တော်ပြောကြားလေးရှိတယ်ကျွန်တော်ပြောကြားမဲ့အကြောင်းအရာ topics ကိုကျွန်တော်ဆက်သွားလေးရှိတယ်ပြောလေးရှိတယ်ဒါကလည်းကျွန်တော်ညီတန်းအနေနဲ့ကျွန်တော်ဒီပြောကြားခြင်းဖြစ်တယ်အတိပေးခြင်းဖြစ်တယ်เนาะကျွန်တော်ကိုယ်ပိုင် YouTube knowledge sharing channel ဖြစ်တဲ့အတွက်ကျွန်တော်နဲ့သက်ဆိုင်သောအဓိကကိစ္စရဲ့အကြောင်းအရာများကိုသာလျှင်ကျွန်တော်ပြောမှာဖြစ်ပါတယ်ကျွန်တော်နဲ့မသက်ဆိုင်တဲ့ကိစ္စကျွန်တော်စိတ်မဝင်စားသောကိစ္စရဲ့များကျွန်တော်လုံးဝစိတ်ဝင်စားစရာမရှိသောကိစ္စရဲ့များကျွန်တော်နဲ့မသက်ဆိုင်သောလားမြမသက်ဆိုင်သောကိစ္စတွေကိုကျွန်တော်ပြောပေးမှာမဟုတ်ပါဘူးဒါအရှိတရားပဲကျွန်တော်ရဲ့အရှိတရားကိုကျွန်တော်ကြေညာခြင်းဖြစ်တယ်ဒီကလေးကပြုလုပ်ခြင်းဖြစ်တယ်ဒါလေးကိုဒါမြန်မာနိုင်ငံပြည်တွင်းပြည်ပတငယ်ချင်းတွေမိတ်ဆွေတွေညီကိုမောင်နှမတွေသိရှိနားလည်ထားဖို့လိုအပ်တယ်ယုံကြည်နားလည်ထားဖို့လိုအပ်တယ်အထူးသဖြင့်ကျွန်တော်ကို subscribe ပြုလုပ်ပေးတယ်ဟလာ like ပြုလုပ်ပေးတယ် share ပြုလုပ်ပေးတယ် follow ပြုလုပ်ပေးတယ်မြန်မာနိုင်ငံပြည်တွင်းပြည်ပတငယ်ချင်းတွေမိတ်ဆွေတွေစောင့်ဒီ YouTube ပေါ်မှာကြည့်ရှုနေတဲ့သူတွေအကုန်လုံးကိုလည်းကျေးဇူးပကာရတင်တယ်ကျွန်တော်ပြောကြားတယ်ဆိုတာကကျွန်တော်ကပရဟိတเนาะဒီပရဟိတစိတ်ဓာတ်လေးနဲ့ကျွန်တော်ကလျာဏမိတ်တတူကောင်းအနေနဲ့ကျွန်တော်ပြောပေးနေခြင်းတာနေဖြစ်တယ်ကျွန်တော်ရဲ့အကျိုးစီးပွားတစ်ခုမှမရှိဘူးကျွန်တော်ရဲ့အကျိုးစီးပွားဘာမှမပါဘူးเนาะဒါလေးကိုကျွန်တော်ကညီတန်းအနေနဲ့ညီတန်းစကားအနေနဲ့ကျွန်တော်ပြောလိုတာပေါ့เนาะဒါထုံးစံတိုင်းပဲကျွန်တော်ပြောနေကြဖြစ်တယ်ထို့အတူဟလာနိုင်ငံရေးဆိုတာကတော့မြန်မာနိုင်ငံရေးကတော့ကျွန်တော်နဲ့မဆိုင်ဘူးเนาะအဲ့လိုပဲအမေရိကန်ပြည်ထောင်စုထဲမှာရှိတဲ့အမေရိကန်နိုင်ငံရေးကျွန်တော်တို့နဲ့လည်းမဆိုင်ဘူးเนาะဘာလို့မဆိုင်လဲဆိုတာကျွန်တော်နောက်တော့ရှင်းပြ right ဆိုင်တဲ့ထင်မှာဆိုလို့ကျွန်တော်ကြိုတင်ပြီးတော့ပြောတာအခုမြန်မာနိုင်ငံအရေးကတော့ကျွန်တော်နဲ့လုံးဝမဆိုင်ဘူးဒါကျွန်တော်အမြဲတမ်းပြောပြီးပြီကျွန်တော်တို့လည်းမဆိုင်ဘူးကျွန်တော်တို့လည်းကိုလုံးမှကိုစားရတယ်ကိုအလုံးလုံးမှကိုတနေ့လုံးမှတနေ့စားရတယ်ကျွန်တော်လည်းကိုအလုံးလုံးမှကိုစားရတယ်နိုင်ငံရေးမြန်မာနိုင်ငံအရေးကကျွန်တော်တို့နဲ့လုံးဝမသက်ဆိုင်เนาะအဲ့ဒါလေးကိုကျွန်တော်ကကြိုတင်ပြီးတော့သိအောင် declare လုပ်တာပြောပြတာเนาะကျွန်တော်မှအခြားစိတ်ဓာတ်မရှိ alright အခြားရွေချက်မရှိဒါမရှိကျွန်တော်မြန်မာနိုင်ငံအရေးကကျွန်တော်နဲ့မသက်ဆိုင်ဘူးဆိုတော့မသက်ဆိုင်တဲ့အကြောင်းကိုကျွန်တော်ကတေချာလေးဒီပြပြတာเนาะဒါလေးကမဆိုင်ဘူးဒါလုံးဝမဆိုင်ဘူးเนาะမဆိုင်ဘူးမြန်မာနိုင်ငံကြီးကမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားအားလုံးနဲ့ပဲဆိုင်တယ်เนาะမြည်တိတိုင်းမှာနေမြည်တိပြည်နယ်မှာပဲနေကိုကဆိုင်တယ်เนาะမဆိုင်ဘူးလို့ပြောချင်ရနိုင်ငံတော်ပေါ်ကိုတစ္ဆာဖောက်တယ်နှစ်ဖက်လုံးပေါ်ကိုတစ္ဆာဖောက်တယ်เนาะကိုကအတင်မိတ်ဆွေတကယ်ကြီးကစကားစနိုင်လည်းမဆိုင်ဘူးဒီဘက်ကဒီNUG ဘက်နဲ့လည်းမဆိုင်ဘူးဆိုရင်ဒါတကယ်ကြီးကနိုင်ငံတော်ပေါ်တစ္ဆာဖောက်တဲ့သူတယောက်ဖြစ်တယ်မြန်မာနိုင်ငံမှာနေတယ်မြန်မာမြေမှာနေမြန်မာရေတောက်မြန်မာနိုင်ငံထွက်တဲ့စံစဘာကိုစားသုံးပြီးတော့ဟာလာမြန်မာပြည်မှာလည်းနေပြီးတော့လက်ရှိမှာဟာလာကိုနေမြန်မာနိုင်ငံအရေးကငါတို့နဲ့မဆိုင်ဘူးသူများတွေလုံးလိမ့်မယ်ငါတို့လည်းကိုလုံးမကိုစားရတာဆိုရင်တော့ဒါတကယ်ကြီးကမြန်မာနိုင်ငံတော်ပေါ်တစ္ဆာဖောက်တဲ့လူသားတူဖြစ်တယ်နော်ဒါကျွန်တော်ကဒါတေချာလေးတိအောင်ရှင်းပြလိုက်တာเนาะအဲ့လိုပဲဒါဟုတ်ပါပြီအဲ့တော့မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ဖြစ်စေကမ္ဘာနိုင်ငံအရေးနဲ့ပတ်သက်လို့ဖြစ်စေတကယ်ကြီးမိတ်ဆွေကတည်င်းနေသိချင်တယ်เนาะ
positive တမားလည်းဖြစ်တယ်ကိုကတကယ်ချင်းမိတ်ဆွေက positive တမားပေါ့နော် positive ဆိုတာဘာပဲဖြစ်ဖြစ်အကောင်းမြင်တယ်အကောင်းကြည့်တယ်အကောင်းတွေးတယ်အမျှော်မြင်ရှိတယ်ကြည့်တတ်တယ်တွေးတတ်တယ်အဲ့လိုလူကိုကျွန်တော်တို့ positive တမားလို့ခေါ်တယ်အဲ့ဒါကြောင့်မလို့အဲ့ဒီတကယ်ချင်းက positive ဆန်တဲ့လူကိုကျွန်တော်တို့က A group နော်ထိတ်ဆုံးကအမြင့်ဆုံးအုပ်စုမှာပေးထားတယ် A group တမားဖြစ်တယ်ဆိုရင်တကယ်ချင်းမိတ်ဆွေကအင်္ဂလန်နိုင်ငံမှာအန်ဂယ်ဦးလိုက်ဝင်းအကိုကြီးကိုလိုက်ဝင်းကတနေ့ကို YouTube ကနေ2ကြိမ်ထုတ်လွှင့်ပြောကြားပေးနေတယ်ဟလာသုံးသက်ပြီးတော့တင်ပြဆွေးနွေးပေးနေတယ်အဲ့တော့အကိုကြီးကိုလိုက်ဝင်းသုံးသက်ပေးရလို့တွားပြီးနားထောင်ပါအဲ့ဒါဆိုရင်သတင်းအစုံနဲ့သိရတယ်သတင်းသူသုံးသက်တင်ပြချက်တွေကလည်းအရန်ကောင်းတယ်သတင်းအမှန်လေးတွေသိရတယ်เนาะဒါလေးကိုကျွန်တော်တိအောင်ပြောပြတာเนาะဒါအမှန်တရားပဲတကယ်ချင်းမိတ်ဆွေက group A တမားဆိုရင် group A တမားဆိုရင်အန်ဂယ်ဦးလိုက်ဝင်းကိုတွားနားထောင်ပါထို့အတူမြန်မာနိုင်ငံမှာလည်းနေတယ် group A တမားလည်းဖြစ်တယ်ဆိုရင် RC David ကိုနားထောင်လို့ရတယ် RC David ကိုနားထောင်ပြီးရင်နောက်တစ်ခုကရှိရဲဘော် ET ရှိပါတယ်ရဲဘော် ET ကိုနားထောင်ပေါ့เนาะနောက်ပြီးတော့ကျွန်တော်တို့ Kitit Media တို့ဘာလို့နားထောင်ဖို့ကျွန်တော်ကြံဖြူတိုက်တွန်းတယ်အကိုကြီးကိုလိုက်ဝင်ရတော့တနေ့ကို YouTube ပေါ်မှာ2ကြိမ်သူကလွှင့်ပေးနေတယ်เนาะအဲ့တော့တကယ်ကြီးမိတ်ဆွေက group A တမားလည်းဖြစ်တယ်မြန်မာနိုင်ငံမှာလည်းနေတယ်မြန်မာနိုင်ငံမှာလည်းနေရဆိုရင်အဲ့ဒီ3ဦးကိုနားထောင်ဖို့ကျွန်တော်ကအကြံပြုတိုက်တွန်းတယ်เนาะဒါအရှိတရားပဲတကယ်ကြီးမိတ်ဆွေကမြန်မာနိုင်ငံမှာလည်းနေတယ်မြန်မာမြေမှာလည်းနေတယ်မြန်မာရေတောက်တယ်မြန်မာပြည်ကထွက်တဲ့စံစပါးစားသုံးပြီးတော့ဟုတ်လားမြန်မာပြည်မှာလည်းနေပြီးတော့မြန်မာပြည်မှာကိုကနေထိုင်ပြီးတော့မြန်မာအရေးဟာမြန်မာနိုင်ငံကြီးကငါတို့နဲ့မဆိုင်ဘူးကွာငါတို့အလုံးမငါတို့စားရတာငါတို့လှုပ်ရှားမလို့ဘူးခြားသူတွေလုပ်လိမ့်မယ်ခြားသူတွေလုပ်ပြီးတော့ရတာတော့မှငါတို့ကအညွန့်အထိုင်ခူးစားမယ်ဆိုတော့လူဒန်းစားတွေတော့ကျွန်တော် group B လို့အန်ကယ်ဦးလိုက်ဝဲတတ်မှတ်တယ်ကျွန်တော်တတ်မှတ်တယ်အဲ့တော့အဲ့ဒီ group B တမားတွေကြတော့ group B တမားတွေကစိတ်သက်ရေးရပိုင်းအောက်တန်းကြတဲ့အတွက်ကျွန်တော်တို့ group B လို့ကျွန်တော်တတ်မှတ်ပေးထားတယ်အန်ကယ်ဦးလိုက်ဝဲကလည်း group B လို့ပဲတတ်မှတ်ပေးတယ်ဆိုတော့ကတကယ်ချင်းမိတ်ဆွေက group B တမားဖြစ်တယ်ဆိုရင်ကျွန်တော်ပြောသလိုမြန်မာနိုင်ငံမှာရှိတဲ့ဟလာညဝတီရုပ်မြင်သံကြား MRTV4 Sky နဲ့ Maha Channel အဲ့ဒီ channel တွေတကယ်ချင်းမိတ်ဆွေတွားပြီးတော့group သမားတွေတွားပြီးတော့အဲ့မှာတွားသားထောင်နေတိုင်းအဲ့ဒါသူတို့ထုတ်လွှင့်တဲ့မြဝတီရုပ်မြင်သံကြား MRTV4 နော် Skynet Channel Maha Channel အစရှိဖြင့်အဲ့ blah blah channel တွေသူတို့ဒီစကစကနေထုတ်လွှင့်နေတဲ့ဒီ blah blah channel တွေအကုန်လုံးကိုတွားသားထောင်ပြီးတော့အားပေးကြည့်ရှုပါလို့ကျွန်တော်အကြံပြုတိုက်တွန်းတယ်နော်ဒီနေ့ကကျွန်တော် slow version နဲ့ပြောမှာဖြစ်တဲ့အတွက်ချို့စကားတွေကိုကျွန်တော်ထိန်းသိမ်းနဲ့ကျွန်တော်အနေ version slow version နဲ့ကျွန်တော်ပြောပေးသွားမှာဖြစ်တယ်။နောက်ကျွန်တော်ကအမြဲတမ်းပြောတဲ့အခါမှာ topic တစ်ခုနဲ့တစ်ခုကို jumping လုပ်ပြီးသွားတယ်ချိတ်ဆက်ပြီးသွားတယ်အဲ့ဒါလည်းအရမ်းမြန်တယ်အရမ်းမြန်တဲ့အတွက်ဒါလေးကိုကျွန်တော်ကြိုတင်သတိပေးတယ်။ Okay jumping လုပ်ပြီးသွားမယ်ကျွန်တော် topic တွေကိုဟိုခုံလိုက် jumping လုပ်ပြီးသွားမှာဖြစ်တယ်ချိတ်ဆက်ပြီးတော့ကျွန်တော်ပြောကြားပေးသွားမှာဖြစ်တယ်။တတိထားပြီးတော့ဂယုစိုက်ပြီးတော့ဂယုပြုတ်ပြီးတော့နောက်ထောင်ပေးဖို့လိုအပ်တယ်နော်โอเคကောင်းပြီတွားလိုက်အောင်ဒီနေ့ကအမေရိကန်ပြည်ထောင်စုမှာအမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်ရဲ့89နှစ်မြောက်မွေးနေ့ဖြစ်တယ်မွေးနေ့ဆုတောင်းလေးလည်းပြုလုပ်လို့ရတယ်ကိုမွေးနေ့မွေးနေ့ဆုတောင်းလေးတွေကို Facebook မှာတင်လို့ရတယ် YouTube မှာတင်လို့ရတယ်เนาะအဲ့ဒါလေးတွေဒါကျွန်တော်ကြံပြတိုက်တွန်းလို့တယ်ဒါကတော့မွေးနေ့ဆုတောင်းဆိုတာသမ္မတကြီးမှမဟုတ်ပါဘူးဗျာအမေစုမှလည်းမဟုတ်ဘူးเนาะလူတိုင်းကကိုမိတ်ဆွေတငယ်ချင်းတွေကိုလည်းဆုတောင်းနေကြတာပဲဟုတ်တယ် right သမ္မတကြီးမှမဟုတ်ဘူးအမေစုမှမဟုတ်ဘူးเนาะပြောချင်တာကအမေစုဖြစ်စေသမ္မတကြီးဖြစ်စေကိုကရင်ထဲကကိုယ့်ရဲ့လာတဲ့မေတ္တာတရားနဲ့မေတ္တာတရားဆိုတဲ့မေတ္တာထားရှိရမယ်ဆိုတဲ့မေတ္တာတရားစိတ်ဓာတ်လေးနဲ့ကိုကဆုတောင်းမေတ္တာပို့တာပေးဖို့ပေါ့เนาะဒါကောင်းတယ်လို့တာเนาะမေတ္တာပို့တယ်သူများကိုဆုတောင်းပေးတယ်မွေးနေ့ဆုတောင်းပေးတယ်ဆိုတာကောင်းချင်းမင်္ဂလာကိုကျွန်တော်ဆုတောင်းပေးတာဖြစ်တဲ့အတွက်ကိုလည်းမင်္ဂလာရှိ right ကိုမှလည်းမင်္ဂလာတရားအကျိုးတရားကိုရရှိမှာဖြစ်တယ်เนาะဒါလေးရကောင်းတမနာကြီးတော်နဲ့ Trump မှမဟုတ်ဘူးကိုကပုဂ္ဂိုလ်ရေးရသူ့ကိုမုန်းနေတယ်ပုဂ္ဂလဆန်မုန်းနေတယ်ဆိုတော့ဒါတကယ်ချင်းမိတ်ဆွေရဲ့တာဝန်ပဲဖြစ်တယ်တကယ်ချင်းမှာအကောင်းမြင်ွာတာမရှိဘူးအကောင်းမြင်နိုင်စွမ်းမရှိဘူးအဲ့လိုမြင်နိုင်စွမ်းနဲ့ပညာလည်းမရှိဘူးအတန်းပညာမရှိလို့ကျွန်တော်သတ်မှတ်တယ်ပြောချင်တယ်ပေါ့နော်ဒါဟိုမှန်တယ်နော်ဒါလေးကျွန်တော်ပြတာအမှန်တရားကိုကျွန်တော်ပြောနေတာအဲ့တော့တကယ်ချင်းတို့မှာအကောင်းမြင်ွာတာမရှိတွေလောကမှာနှိမ့်ချနေမှာပဲနှိမ့်ချတယ်ဆိုတာအတန်းတစ်ခုမှာနှိမ့်ချနေမှာပဲနော်စိတ်တက်အောက်တန်းချလေကွာဘဝမှာနောက်ကပဲကြံနေခဲ့မှာပဲဘလို့ပဲဗမာပဲနေနော်ဘဝအောက်တန်းဟာကြနေမှာပဲဖြစ်တယ်စိတ်တက်အောက်တန်းကြတဲ့လူဟာယုံညံ့တဲ့စိတ်ဓာတ်ရှိတဲ့လူဟာအမြဲတမ်းဘဝမှာအောက်တန်းကြခြင်းအစင်မပြေခြင်းအကုသို့အကျိုးပေးနေခြင်းဒါတွေနဲ့ပဲရင်ဆိုင်ကြုံတွေ့ရမှာဖြစ်တယ်
နော်ဒါလေးကကျွန်တော်ပြတာအရှိတရားဟိုမေတ္တာထားရဆိုတာကောင်းတယ်လေလူတိတ်နဲ့တူမေတ္တာထားပြီးတော့မေတ္တာပို့တယ်ဆူတောင်းပေးတယ်ဝင်းလေးဆူတောင်းတယ်ဆိုတာမေတ္တာထားပြီးတော့ကိုကဆူတောင်းပေးတာအဲ့တော့တမန်တော်ကြီး Donald Trump Happy birthday ပါဆိုပြီးတော့ကိုကဆူတောင်းမေတ္တာလေးတွေပို့လို့ရတယ်ကိုကြိုက်မကြိုက်ကြိုက်တဲ့လူဦးစားပေးပြောတာပေါ့နော်ဟိုကြိုက်တယ်ဆိုတာကဟိုပုံကိုရေးရပြောတာမဟုတ်ဘူးလေနော်လူသားဥမာကိုမိတ်ဆွေတကယ်ချင်းရဲ့တာသမီတွေဆိုလည်းမွေးနေ့ဆူတောင်းနေလုပ်နေကြတာပဲကျွန်တော် Happy birthday ဘသူပဲပါပေါ့Happy birthday ပါလုပ်နေတာပဲဟုတ်တယ်မလားဒီသဘောတရားအတူတူပဲလေနော်ဟိုတမန်ကြီး Donald Trump မရလို့မဟုတ်ဘူးအမေစုမရလို့မဟုတ်ဘူးကိုလုပ်ချင်ကိုစံနာရှိရင်ကိုရဲ့မေတ္တာတရားအရာကိုလုပ်ပိုင်ခွင့်ရှိတယ်လုပ်လို့ရတယ်နော်โอเคကောင်းပါပြီအဲ့တော့ဒီတစ်ပတ်အတွင်းမှာအဲ့လိုပဲသတင်းတွေကတော့စုံနေဟိုပြောစရာတွေလည်းကျွန်တော်များတဲ့အတွက်အဓိကကြမဲ့အချက်လေးတွေပဲကျွန်တော် choice လုပ်ပြီးပြောပါမယ်ကျွန်တော် ਨੇ မဆိုင်ဘူးထင်တဲ့ကိစ္စတွေကိုကျွန်တော်ဟိုမပြောဘူးเนาะပြောမှလည်းမဟုတ်ဘူးเนาะအဲ့တော့ American နိုင်ငံကြီးကလည်းပြောပြန်တာပြောတာကျွန်တော်တို့ American citizen တွေနဲ့လည်းတိတ်ကျွန်တော်တို့လိုမြန်မာနွယ်ဘွား American citizen တွေနဲ့တိတ်မတက်ဆိုင်ကျွန်တော်တို့ကိစ္စလည်းမဟုတ်အခုကပါတီကြီးနှစ်ရက်ကနေပေါ့เนาะဒီပါတီကြီးနှစ်ရက်ကနေဟိုထိတ်တွေ့တဲ့ပွဲတွေပေါ့ဟိုထိတ်နိုင်ငံရေးရဟိုထိုးစစ်ဆင်နေတဲ့ကာလတွေထိတ်တွေ့တဲ့ကာလတွေဖြစ်တာပေါ့နော်ဟိုပါတီကြီးနဲ့ပဲရှိတာပေါ့ဒီမှာလေ Democratic နဲ့ Republican ပဲရှိတယ်ဆိုတော့တမန်ကြီး Donald Trump နဲ့ Republican အဓိကတော့ဒီတမန်ကြီးရဲ့လောက်ရက်ကဟိုလောက်ရက်ဒီကောင်းတာလည်းရှိသလိုမကောင်းတာလည်းရှိတယ်မကြိုက်တာလည်းရှိတယ်ကြိုက်တာလည်းရှိတယ်လုံတန်းကတော့ညာဟိုအတင်မိတ်ဆွေတကယ်ချင်းမှလည်း 100% ကောင်းမွန်တယ်ချောမွေ့တယ်ဆိုတာမရှိဘူးလေနော်အဲ့လိုပဲကျွန်တော်မှလည်းဟို 100% ပြည့်စုံတယ်ပြည့်ဝတယ်ကောင်းမွန်တယ်ဆိုတာမရှိဘူးကျွန်တော်ကိုလည်းကြိုက်တဲ့လူလည်းရှိသလိုမကြိုက်တဲ့လူလည်းရှိသလိုထို့အတူကျွန်တော်ကိုလည်းချစ်တဲ့လူလည်းရှိသလိုမချစ်တဲ့လူလည်းရှိနေမှာပဲထို့အတူကျွန်တော်အလွန်အင်မတန်မှကြီးမရလောက်ရိုက်တက်ခြင်းလောက်မုန်းတဲ့လူလည်းရှိမှာဖြစ်သလိုမရှိမှာလည်းဖြစ်တယ်ဒါတွေကပြောပြတာကျွန်တော်မုံတီးတဲ့လူလည်းရှိတယ်လို့ချစ်ခင်တဲ့လူလည်းရှိတယ်ဒါလောကအရှိတရားပဲအမှန်တရားပဲလောကမှာချစ်ချင်းမုံကြီးနှစ်မျိုးပဲရှိတယ်ဒါအဲ့ဒီပေါ်ပဲမူတည်ပြီးတွားတယ်နော်အဲ့ဒါလေးပြောပြတာအဲ့တော့ဟိုချစ်ချင်းမုံကြီးကြောင့်လည်းဒီစစ်ပွဲတွေဖြစ်တာပေါ့နော်ဟိုတဲ့မှာဟိုစစ်ပွဲတွေဖြစ်တယ်ဆိုတာလေအဲ့ဒီပေါ်မူတည်ဖြစ်တာပေါ့နော်ဒါကတော့ချစ်ချင်းမုံကြီးမနာလိုချင်းဟာလာအိတ်တာမစ္စည်းကြောင့်လည်းဖြစ်တာပဲစစ်ပွဲတွေဆိုတာအဲ့တော့တမန်ကြီး Donald Trump ကသူ့ရဲ့တချို့လုပ်ရက်တွေကကောင်းပါတယ်ဒါကျွန်တော်ဟိုဥမာပေါ့နော်ဟိုဘယ်လုပ်ရက်လေးတွေကောင်းလဲဆိုတော့ဟိုကျွန်တော်ပြောကြည့်မယ်ပေါ့နော် excuse me ကျွန်တော်လည်းချက်ကတမန်ကြီး Donald Trump ရဲ့ဒီတချို့ကိစ္စတွေလုပ်ရက်တွေကကောင်းတယ်ဟို US citizen တွေเนาะကျွန်တော်တို့ဒီက American ပြည်ထောင်စုမှာနေထိုင်တဲ့ဒီ US citizen သူ့နိုင်ငံသားတွေအတွက်အရန်ကောင်းတယ်ဘာလို့ဆိုလိုချင်တာလဲဆိုတော့ကျွန်တော်ပြောချင်တာဘာလို့ဆိုလိုချင်တာလဲဆိုတော့ဒီတရားမဝင်တဲ့လူတွေကိုဖမ်းဆီးပြီးပြန်ပို့တဲ့ကိစ္စတွေပါတယ်ဒါကောင်းတယ်ဒါကဗျာဟိုဘယ်လိုပြောမလဲဟိုအရင်ရှေးတမရရှေးခေတ်တော့တမရတွေလည်းလုတ်ခဲ့ကြတာပါပဲဒါဟိုတရားဝင်မထုတ်ပြန်တာနဲ့ထုတ်ပြန်တာပဲဟိုသူတို့ရှိတာပေါ့နော်အမေရိကန်မှာဒီလူဖမ်းပွဲလုပ်တယ်ဟာကိုရီခဲတို့ကနေဖမ်းပြီးတော့ပြန်ပို့တယ်ဟာဟို deportation တွေလုပ်တယ်ဆိုတာကဒါမထူးဆန်းဘူးလေနော်ကျွန်တော်ပြောပြတာမထူးဆန်းဘူးဘာလို့မထူးဆန်းဘူးလို့ကျွန်တော်ပြောကြတော့ထိုင်းနိုင်ငံတို့မလေးရှားနိုင်ငံတို့မှာလည်းဟိုဖမ်းနေတာပဲလေနော်နေ့စဉ်နဲ့ညမလေးရှားမှာဆိုလည်း opera စီဆိုပြီးတော့နေ့စဉ်နဲ့ညနေရာတကာပြည်နယ်မှာလည်းပြည်နယ်တိုင်းနေရာတိုင်းမြို့တိုင်းမှာလူဖမ်းပွဲတွေလုပ်နေတာပဲเนาะဟိုတမှာမြန်မာမှလည်းမို့ရွေးဖက်မြန်မာမှရွေးဖက်တာမဟုတ်ဘူးလေเนาะရှိမြဘင်္ဂလားဒေ့ရှ်တို့အိန္ဒိယတို့ဟလာဟိုပတ်ဟလာအဲ့ဒီဖိလစ်ပိုင်တို့ဟလာတရားမဝင်မြန်မာလည်းပါတာပေါ့เนาะအဲ့တော့လူတွေဖမ်းနေတာပဲဖမ်းပြီးပြန်ပို့နေတာပဲเนาะဒါကမတူးဆန်းဘူးလေเนาะဒီမှာလည်းဒီလိုပဲအတူတူပဲလေเนาะဒါသူ့နိုင်ငံထဲကိုတရားမဝင်စာရွက်စာတမ်းအထောက်ထားမယ်ဝင်ရောက်လာတယ်ဗျာဝင်ရောက်လာပြီးတော့ဟိုနေတယ်တချို့ဆိုအဲ့တရားမဝင်လည်းဝင်ရောက်လာပြီးနေတဲ့အပြင်ကိုတချို့ကပြစ်မှုတွေကျူးလွန်တယ်ပြစ်မှုတွေဆိုဥမာခိုးမှုတို့ရိုက်မှုတို့မဒိမ်းမှုတို့ဒါမျိုးတွေပေါ့နော်ဟို criminal တွေကျူးလွန်တယ်အဲ့တော့ criminal တွေကျူးလွန်တဲ့အခါကျတော့တမန်တော်ကြီးကဒါခွင့်လွန်မှာမဟုတ်ဘူးလေနော်တရားဝင်လည်းငါးနိုင်ငံကိုလာသေးတယ်မင်းတို့ကပြစ်မှုလည်းကျူးလွန်တယ်ဆိုတော့ပိုဆိုးတာပေါ့ဒါကတော့ဟိုတကယ်ကြီးမိတ်ဆွေပဲဟိုစဉ်းစားကြည့်လေကိုအိမ်ကိုဗျာကိုကအိမ်တော်ဦးစီးကိုအိမ်ကိုခေါ်တဲ့ဥမာခေါ်တိတ်တဲ့ဟိုဧည့်တယ်ပေါ့ဧည့်တယ်ကကိုအိမ်မှာရှိတဲ့ကိုသားသမီးကိုရိုင်းနေစော်ကားတာတို့ကိုသားမယားကိုဟိုစော်ကားဖို့ကြံစီရောက်ဆိုကိုကဘလို့လက်ပိုက်ကြည့်နေမှာလားမကြည့်တင်ဘူးလေနော်ကိုကသူ့ကိုဘာလုပ်မလဲဖမ်းပြီးတော့သူ့ကိုပြန်ပို့မှာပေါ့မကြေးတဲ့ပို့မှာအဲ့တဘောမျိုးပေါ့နော်အတူတူပဲဒါဒီသဘောတရားလေးပဲနော်ဒါမဆန်းဒါတိတ်မထူးဆန်းဘူးလေနော်ဒါဟိုဖမ်းပြီးပြန်ပို့ရဆိုတာဒါလူမျိုးရေးခွဲခြားတာမဟုတ်ဘူးဟလာလူမျိုးရေးခွဲခြားတာလည်းမဟုတ်ဘူးနော်တမန်ကြီးကဒါပြောပြတာ
လူမျိုးရေးခွဲခြားတာမဟုတ်ဘူးသူကလူမျိုးရေးခွဲခြားခြင်းလည်းမရှိဘူးဒါသူ့အလုပ်သူလုပ်တာနော်အဲ့တော့သူ့အလုပ်သူလုပ်တာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ကလည်းဘာမှပြီးတော့သွားပြီးတော့ပြောကြလည်းမလို့ဘူးနောက်ပြီးတော့ကျွန်တော်တို့ကရွှေ့ပြောင်းခြေချပြီးတော့ရောက်ရှိလာတဲ့သူတွေလည်းဖြစ်တယ်လူတွေဖြစ်ပြီးတော့မှကျွန်တော်တို့ကgreen card နဲ့နေလာပြီးတော့9နှစ်ပြည့်တော့ US citizen ခံယူထားတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကျွန်တော်တို့နဲ့လည်းမဆိုင်ဘူးတချို့ဒီမှာဖြစ်တဲ့ပြည်တွင်းဒီနိုင်ငံရေးပြည်ပခဒီနိုင်ငံရေးပြည်ပခကကျွန်တော်တို့နဲ့မဆိုင်ဘူးလေနော်ကိုကသွားပြီးတော့သူတို့ကန့်ကွက်တာတို့ထောက်ခံတာတို့လည်းဘာမှလုပ်ချင်မှာမလို့ဥပမာကကိုကမြန်မာနိုင်ငံသားဟလာရွှေ့ပြောင်းအခြေချပြီးရောက်ရှိလာတဲ့ US citizen လည်းဖြစ်နေတယ်ဘာမဆိုင်ညာမဆိုင်ဗျာကျွန်တော်တို့ကယူကရိန်းနဲ့ရုရှားဖြစ်တဲ့ကိစ္စကိုကျွန်တော်တို့ကမြန်မာနွယ်ကအမေရိကန်နိုင်ငံသားတွေသွားပြီးတော့ကန့်ကွက်ဆန္ဒပြစရာမလိုဘူးလေနော်ဟုတ်တယ်မမြန်မာနိုင်ငံကလာတဲ့ student visa နဲ့လာတယ်တကယ်ကြီးအတင်မိတ်ဆွေတကယ်ကြီးရဗျာ student visa နဲ့လာတယ်အလဲ visa နဲ့လာတယ်ဗျာအလဲ visa နဲ့ student visa နဲ့လာပြီးတော့တကယ်ကြီးမိတ်ဆွေကသွားပြီးတော့ယူကရိန်းနဲ့ရုရှားစစ်ပွဲကိစ္စကိုသွားပြီးတော့စန့်ကျင်ဆန္ဒပြပွဲမှာသွားပါဝင်ရောက်တာတို့ဥမာအစ္စရေးနဲ့ပါလက်စတိုင်းအခုဖြစ်နေတဲ့ကိစ္စမှာတွားပြီးတော့တစ်ဖက်ကနေတံပြန်ဆန္ဒပြပွဲတွေမှာတွားပြီးတော့ပူပေါင်းပါဝင်တာကိုတော့မလုပ်ရဘူးလေနော်ကိုနဲ့မှမဆိုင်တာကိုကတခြားနိုင်ငံသားလေနော်ဘာမှဓာတ်တက်ဆိုင်နေဘာမှမရှိဘူးလေနော်ဒါလေးပြပြတာကိုမဆိုင်တဲ့ကိစ္စကိုမပါတာကောင်းတယ်လေကိုက student visa နဲ့လာတယ်ကိုကအလဲ visa နဲ့လာတယ်ဆိုရင်ကိုကနေအေးစေးနေပေါ့ဗျာပြောချင်တာအေးစေးနေနောက်ဆုံးဗျာအေခံထားအေခံပြီးတော့အလုပ်လုပ်လို့ရတယ်လေနော်ကိုကAC တရားဝင်ဒါအေခံထားတဲ့အချိန်မှာကိုကနေကိုသူတို့အလုပ်လုပ်ကင်ခွင့်ပြုထားတယ်လေ EAD ကပ်ပြားတွေပါထုတ်ပေးထားတယ် social တွေပါထုတ်ပေးထားတယ် social နဲ့ EAD ကပ်ပြားရှိတဲ့ driver license ရှောက်လို့ရတယ် ID ရှောက်လို့ရတယ်အဲ့ဒီ document 3ခုနဲ့ကိုကတရားဝင်အလုပ်လုပ်လို့ရတယ်နော်ကိုက AC အလုပ်လုပ်ပြီးနေပေါ့နော် student ဆိုလည်းဒီလိုပဲကျောင်းသား visa နဲ့လာတယ်ကျောင်းသူကျောင်းသား visa နဲ့ဝင်လာတယ်အမေရိကန်ပြည်ထောင်စုကိုကဘာလုပ်တာလဲအမေရိကန်ပြည်ထောင်စုမှာပြည်ညာလာတင်တာဆိုရင်ပြည်ညာလာတင်ပေါ့ကိုကပြည်ညာလာတင်တာကိုနဲ့မဆိုင်တဲ့ကျောင်းသူကျောင်းသားနဲ့မဆိုင်တဲ့ကိစ္စတွေတွားလုပ်တယ်ဥမာဆန္ဒပြပွဲတွေမှာတွားပါဝင်တယ်ဖြတ်လို့ပြစီတွေတွားလို့ဒါတွေဆိုတော့ဘယ်နိုင်ငံအစိုးရဆိုမကြိုက်ဘူးလေဖမ်းပြီးတော့ပြန်ပို့မှာပဲနော်ဖမ်းပြီးတော့ပြန်ပို့မှာပဲဒါစမ်းကြတဲ့ကိစ္စမဟုတ်ဘူးဒါကြီးကိုအထွေထွေဒါကြီးကို big deal လုပ်ပြီးတော့ကျွန်တော်တို့ကပြောစရာမရှိဘူးပြောစရာလည်းမလိုဘူး alright ဒါလေးကိုသိသိချင်တာကိုက student visa နဲ့လာတယ်အေခံလိုက်တယ်အလဲ visa နဲ့လာတယ်ကိုကအေခံထားတယ် AC နေအလုပ်လုပ် AC လေးကြောင်လက်တက်လေးဖွက်ပြီးထားသလိုကွာ AC နေပြီးတော့ကိုတမင်းကိုစားကိုလုံးနေကိုနဲ့မဆိုင်ဘူးနော်အစ္စရေးနဲ့ပါလက်စတိုင်းနဲ့ချတပ်ကိုနဲ့မဆိုင်အဲ့ဒါလိုပဲအစ္စရေးနဲ့အီရန်နဲ့ပဲအခုချတပ်ကျွန်တော်နဲ့မဆိုင်နော်ကျွန်တော်တို့နဲ့မဆိုင်နော်သူအစိုးရအမေရိကန်ဆိုရသူဖြည့်ရှင်းသွားလိမ့်မယ်သူလုပ်လိမ့်မယ်ကျွန်တော်တို့ဘာမှမတတ်နိုင်ဘူးကျွန်တော်တို့လည်းဘာမှစွမ်းဆောင်ပေးနိုင်တဲ့အရေးချင်းလည်းမရှိဘူးဘာမှအင်အားမရှိဘူးโอเคအဲ့ဒါလိုပဲเนาะကျွန်တော်ပြောချင်တာကအဲ့ဒါလိုပဲเนาะကိုကရွှေပြောင်းခြေချလာတဲ့သူဖြစ်တယ် citizen လည်းခံထားပြီးအေးစင်းနေเนาะအဲ့ကိုကမြန်မာနွယ်ဘွားဟလာမြန်မာပြည်ကနေလာတယ်မြန်မာနွယ်ဘွားမြန်မာပြည်ကနေလာတယ်ရောက်လာတယ်immigration status အမျိုးမျိုးနဲ့ပေါ့ဗျာဒုက္ခတင်နေလာမယ်ဟလာအစရှိတဲ့ပြင်ပေါ့ကျွန်တော်ပြောတာရောက်လာပြီးကိုကA လဲခံထားတယ်ကျို့ဆိုရင်တော့A ခံထားတယ် student visa နဲ့လာတယ် A ခံတယ်အလဲ visa နဲ့လာတယ် A ခံတာ A ခံပြီးနေကြရတယ် A ခံပြီးနေပြီးတော့ AC နေရင်ဘာမှကိုယ့်အတွက်ပြဿနာလည်းမရှိဘူး okay နောက်ပြီးတော့ကိုကအခုတော့မပါနဲ့လေဗျာယူကရိန်းနဲ့ရုရှားဖြစ်တယ်အဲ့ဆန္ဒပြပွဲတွေမပါနဲ့ပါကြမလို့တကယ်ကြီးမိတ်ဆွေကတော့ပါရင်ဒုက္ခရောက်မယ်နော်ဒုက္ခရောက်မယ်ဒုက္ခအကြီးရောက်မယ် okay အကြီးဒုက္ခရောက်မယ်တကယ်ကြီးမိတ်ဆွေဘာကောင်ဖြစ်နေဘလို့ဖြစ်နေတကယ်ကြီးမိတ်ဆွေကိုဖမ်းပြီးသူကပြန်ပို့ပြင်ထောင်ချပြင်မယ်အရင်ဆုံးထောင်ရလဲကြည့်အောင်အရန်ဆိုးသွမ်းတဲ့ဒီထောင်တွေကိုအကျဉ်းထောင်တွေပို့မှာနော်ပို့ပြင်မှာတင်မှာကဘာကျော်နာမည်ကြီးအကျဉ်းထောင်တွေရှိတယ်လေအဲ့ဒီတောင်အာဖရိကတို့ဘာလို့အဲ့ဒီဘက်တွေဘက်မှာလည်းရှိအဲ့ဒီထောင်တွေကိုပို့မှာဆာဗေဒေါတို့ဘာလို့နောက်ပြီးတော့အာဂျင်တီးနားအကျဉ်းထောင်နဲ့အဲ့ကြောက်စရာကောင်းတယ်လို့ကြားဘူးလေအဲ့လိုမျိုးအဲ့လိုအကျဉ်းထောင်တွေကိုသူတို့ကဘာဖြစ်လဲပို့ပြင်မှာနော်အဲ့တော့ကိုကတေဖို့ရခိုင်တော့များတယ်ကိုမြန်မာနိုင်ငံရောက်တာမရောက်တာကိုရဲ့မိခင်နိုင်ငံပေါ့ကိုရဲ့မိခင်နိုင်ငံကိုရောက်တာမရောက်တာနောက်မှကိုအသက်သိဆုံးနိုင်တယ်ထောင်အဲ့မှာအချင်းတောင်တွေမှာရှိရလူမိုက်တွေများတယ်လေအဲ့မှာတကယ်လူတက်မှုတို့မတိမ်မှုနှစ်ကြီးကြားတဲ့လူတွေအရန်များတယ်အဲ့ဒီထောင်တွေကလွတ်လန်းလည်းမရှိဘူးနောက်တစ်ခုကသူတို့ကအဲ့မှာညမနေစက်တာတွေပဲရှိတယ်အဲ့လိုမျိုးပေါ့လားအဲ့လိုထောင်တွေပို့ပြစ်မှာနော်ဒါလေးပြတာအဲ့တော့ကိုကမြန်မာပြည်ကနေရောက်လာတယ်ကိုက student visa နဲ့ရောက်လာတယ်ကိုကအလဲ visa နဲ့ရောက်လာတယ်ပြီးတော့ A ခံရတယ်အများစုကကျွန်တော်တို့
မြန်မာနိုင်ငံသားအများစုကတရားဝင်လာကြတယ်တရားဝင်လာကြတာများတယ်နော်တရားဝင်လာပြီးလို့ရှိရင်ကိုကအေခံပြီးနေကြတယ်အေခံပြီးတော့အေဆိုတာအဆိုင်လင်ပေါ့နိုင်ငံရေးကိုလုံခွင့်လျှောက်ထားပြီးတော့ကိုရီးယားနေကြတယ်နေပြီးတော့ကိုရီးယားအလုပ်လုပ်ကြတယ်ဟုတ်တယ်မလားတချို့လဲကန်ကောင်းပြီးတော့၄-၅နှစ်အတွင်းမှာgreen card approve ဖြစ်တယ် approve ဖြစ်တော့ green card ရတယ်ပေါ့ A approve ဖြစ်တယ်ပေါ့အဆိုင်လင်လျှောက်ထားမှုကိုသူတို့ approve ဖြစ်တယ်အဲ့အဆိုင်လင်လျှောက်ထားမှု approve ဖြစ်မှာနိုင်ငံရေးမိတ်ဆွေက green card ရမှာဖြစ်တယ်နော်နှုတ်ဆိုရင်တော့ green card မရဘူးလေနော်ဒါလေးပြတာအဲ့ဒါလိုပဲကိုကကောင်းနေပေါ့နော်ဒါလေးချက်ပြောခြင်းတယ်နောက်တစ်ခုကတော့နောက်ပြောမယ့်အပိုင်းကတော့ဒီဟိုလိမ်လည်မှုတွေအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်အသေးစိတ်နည်းနည်းပြောမယ်နော် excuse me ကျွန်တော် coffee လေးတောက်ချင်ကျွန်တော်က coffee မတောက်ရလဲမနေနိုင်ဘူးဟိုက coffee ကြိုက်တယ်ပေါ့နော်ထားပါတော့အဲ့လိုမျိုး coffee လေးတောက်လိုက်တော့ဟိုကိုလည်းပို့ပြီးတော့စကားပြောလို့ပိုကောင်းတယ်အဲ့သဘောလေးပါပဲနော်ကိုအဲ့လိုရှိရဲ့အဲ့တော့ကျွန်တော်တို့ကဘာကြီးပေါ်မှာဗျာနေတိုင်းဒီအခုဒီရက်ပိုင်းတွင်းမှာဟလာဒီလေရင်ပြကြတဲ့သတင်းတွေရောဟလာဟိုမိုးလေဝသသတင်းတွေရောအများကြီးပဲဖြစ်နေတယ်ကဘာကြီးပေါ်မှာထူးဆန်းသတင်းတွေဖြစ်နေအဲ့တော့ကိုကဘာသာရေးလေးမြဲပြီးတော့လုပ်ပေါ့နော်ဘာသာရေးများလုပ်ပေါ့တရဏဂုံစောက်တည်တာပေါ့စောက်တည်တာလို့เนาะနောက်ပြီးတော့ပြိဿဒီတစ္ဆာတရားတိအောင်လုပ်ပေါ့တစ္ဆာတရားတိအောင်လုပ်တော့ပို့ပြီးတော့ကိုယ်လည်းအကျိုးရှိတယ်ဒါမျိုးလူဖြစ်မရှုံးဘူးเนาะလူဖြစ်မရှုံးဘူးเนาะအဲ့ဒါမျိုးပေါ့ကိုတရားတွေပါများလားအဲ့တော့ကိုတရားမှန်တိတယ်ပေါ့เนาะအဲ့တော့မြန်မာနိုင်ငံရေးကတော့ကျွန်တော်နဲ့မဆိုင်နဲ့ကျွန်တော်ပြောကြစကားတော့မရှိဘူးကျွန်တော်နဲ့မဆိုင်ဘူးကျွန်တော်ပြောမှာမဟုတ်ဘူးကျွန်တော်မှာမြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ပြောဖို့ကကျွန်တော်မှာအရေးချင်းမရှိဘူးအသိပညာဘူတုဒမကြွယ်ဝဘူးကျွန်တော်မှာမရှိဘူးမပြည့်စုံဘူးเนาะကျွန်တော်ပြောရမယ်ဟိုအခြေအနေကျွန်တော်မှာလုံးဝမရှိတဲ့အတွက်ကျွန်တော်ဟိုပြောပြမှာမဟုတ်ဘူးမြန်မာနိုင်ငံရေးကကျွန်တော်နဲ့တော့ကျွန်တော်တို့မဆိုင်ဘူးเนาะဒါလေးကိုဒါပြောချင်တယ်ဒါအရှိတရားပဲနောက်ပြီးတော့ဗျာဟိုကျွန်တော်ကဟို YouTube မှာဟို knowledge sharing channel အနေနဲ့ထောင်ပြီးပြောတယ်ဆိုတာကအများပြည်သူကိုသိအောင်သိပေးခြင်းဖြစ်တယ်ကျွန်တော်ကကလေးတွေလို့ဒီဆယ်ကျော်သက်ကလေးတွေလို့ပေါ့เนาะကျွန်တော် YouTube ပေါ်မှာဖြစ်စေ Facebook ပေါ်မှာဖြစ်စေကျွန်တော်အဲ့ TikTok တွေပါဆော့ပြီးလဲကျွန်တော်မလုပ်တတ်ဘူးလေအဲ့တော့မလုပ်တတ်တဲ့ခါကျတော့မလုပ်တတ်ဘူးဆိုတာကျွန်တော်ရဲ့အသက်အရွယ်အခြေအနေနဲ့လောက်ရမယ့်အနေထားလည်းမဟုတ်ဘူးလုပ်လဲလုပ်မှာမဟုတ်ဘူးအဲ့အကြောင်းလို့ကျွန်တော် TikTok တွေပါလည်းမရိုက်တတ်ဘူးမလုပ်ဘူးလုပ်ပြီးတင်ပေးမှလည်းမဟုတ်ဘူး TikTok တော့မရိုက်ဘူးကျွန်တော်အခုလို့အဲ့ဒါနောက်ကျွန်တော်စာရေးဖို့လည်းကျွန်တော်အချိန်မပေးနိုင်ဘူးလေမပေးနိုင်တော့ဘူးကျွန်တော်အသက်အရွယ်နဲ့အခြေအနေကဟို Monday to Friday အလုပ်လုပ်ရတယ်စနေတနင်္ဂနွေမှာလည်းအခြားလူမှုရေးကိစ္စတွေရှိတယ်လူမှုရေးကိစ္စတွေရှိတဲ့ကျွန်တော်နောက်အိမ်မှာလည်းအိမ်ရဲ့ကိစ္စဝိစ္စတွေရှိတဲ့အတွက်ကျွန်တော်ကဟိုအဲ့လို TikTok ဆော့ရိုက်ပါလေဝါသနာလည်းမပါဘူးကွာလေဝါသနာမပါတာလည်းပါတာပေါ့မပါတဲ့ခါကျတော့မလုပ်ဖြစ်ဘူးပေါ့နော်လုံးမှလည်းလုပ်ပြီးတော့မတင်ပေးနိုင်ဘူးเนาะအဲ့ကြတော့ sorry ပါကျွန်တော် TikTok ကိုကျွန်တော်ဆော့မှာမဟုတ်ဘူးဆော့လည်းမဆော့တတ်ဘူးဆော့ပါဆိုလဲဝါသနာလည်းမပါဘူးเนาะကျွန်တော်ဝါသနာပါတာအခုလိုမျိုးအများပြည်သူအတွက်အကျိုးရှိမယ်အကြောင်းအရာလေးတွေကိုကျွန်တော်အသိပေးမယ်ကျွန်တော်ပြောမယ်ဒါလေးရဲ့ကျွန်တော်ရဲ့အလုပ်ကိုကျွန်တော်သတ်မှတ်ထားတယ်ကျွန်တော်အဲ့သတ်မှတ်ထားတဲ့အတိုင်းကျွန်တော်အခုဒါပြောပေးနေတာပေါ့เนาะအဲ့တော့ဒီဘက်အတွင်းမှာသတင်းတွေကအရမ်းမြန်တယ်ဟိုသတင်းတွေအရမ်းမြန်တယ်ဗျာတဲ့မှာဟိုဘယ်လိုပြောမလဲဟိုစစ်ပွဲတွေကလည်းတစ်ခုတိုးလာပြီဖြစ်နေကျွန်တော်ပြောသလိုပေါ့ဟိုရုရှားသမ္မတပူတင်ကတော့ပြောလိုက်တာပေါ့တတိယကမ္ဘာစစ်ဖြစ်ပြီပေါ့သူကဖြစ်ပြီလို့သူကပြောလိုက်တယ်ဟိုဘာအကြောင်းတရားနဲ့ဘယ်လိုရည်ရွယ်ချက်ရှိနေပြောလဲတော့ဟိုကျွန်တော်တို့နားမလည်နိုင်ဘူးပေါ့နော်ဖြစ်ပြီလို့ပြောဆိုတာ तू ကအဲ့ထဲကိုပဲသူထဲထဲဝင် तू ပါလာပြီလို့ तू ပဲပြောချင်တာလားဆိုလိုချင်တာလားဒါမှမဟုတ်တခြားလူတွေချင်းကြောက်ချင်တာလား तू ကသူတို့ကအာနာရှင်တွေကထုံးစံတိုင်း तू ချင်းကြောက်တာအရန်ဟွာတာပါတယ်လေချင်းကြောက်ပြီးမှပဲအလုပ်လုပ်တာနော်ဆိုတော့ဒါတူတူပဲတမနာကြီးလည်းဒီလိုပဲတမနာကြီးကျွန်တော်တို့တမနာကြီးဒေါ်နယ်ထရန့်လည်းချင်းကြောက်တယ်ဆိုတော့ तू ကတော့အမေရိကန်နိုင်ငံသားတွေရဲ့အကျိုးစီးပွားအမေရိကန်နိုင်ငံနဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားအတွက်ကို तू ရည်စူးရွယ်ပြီးတော့ तू ချင်းကြောက်ပြီးတော့အလုပ်လုပ်တယ်ဥမာဘာလဲဆိုတော့ဒီဘာလဲဟိုကုန်သွယ်ရေးစစ်ပွဲပေါ့နော် trade war ပေါ့ဒါ trade war မှာဆိုရင် तू ချင်းကြောက်ပြီးလုပ်နေတာလေဟုတ်တယ်မလားမင်းဘာမလို့ငါဘယ်လောက်တိုးကောက်မယ်ငါဘယ်လောက်တိုးကောက်မယ်မင်းအဲ့ဒါမင်းဥမာအပေး give and take လုပ်တယ်ဒီလုပ်တယ်ပေါ့ဥမာတရုတ်ပြည်ဆိုရင်တရုတ်ပြည်ကចောင်းသားတွေကိုဗီဇာပိတ်မယ်လို့ဆိုကြီးညာချပလိုက်တယ်ပြီးတော့ तू ကဟိုသူတို့ညှိနှဲတာကို तू စောင့်တယ်စောင့်ပြီးတော့ဟုတ်ပြီចောင်းသားဗီဇာပြန်ဖွင့်ပေးမယ်မင်းကငါ့ကိုဒီမေရှားတက်တူပေးမလားဆိုတော့ပေးမယ်ဆိုတရုတ်ကပြောတဲ့အတွက်သူပြန်ဖွင့်ပေးဒါမျိုးတွေပေါ့ချင်းချောက်လိုက်တယ်ချင်းချောက်ပြီးတော့သူ့အတွက်လည်းကြိုးစီးပွားရှိပါတယ်သူ့ကြိုးစီးပွားတာပါလဲနိုင်ငံကိုပြောတာပေါ့နော်အမေရိကန်နိုင်ငံအတွက်ဒီမေရှားတက်တူတွေတရုတ်စီကနေဈေးတင့်လျော်တဲ့ဈေးနည်းနည်းဈေးတက်တာနဲ့ပေါ်လျောနဲ့ရမယ်ပေါ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးသူအလဲလုပ်ပြီးတော့လှုပ်သွားတယ်
သူလောက်ကွက်တွေကောင်းတယ်ကောင်းတယ်အကျိုးရှိတယ်နော်အမေရိကန်ပြည်ထောင်စုအတွက်အကျိုးရှိတယ်အမေရိကန်ပြည်ထောင်စုနဲ့အမေရိကန်နိုင်ငံသားတွေအတွက်အကျိုးရှိတယ်ဒါလေးပြောချင်တာနော်အဲ့တော့အကျိုးရှိလို့ရှိတယ်ဆိုတော့ပြပြတာဒါအရှိတရားပဲနော်โอเคဒါတမရာကြီးကသူအဲ့လိုလောက်တာလေးတွေတော့ကောင်းရှိတယ်အဲ့လိုလောက်လေးလည်းရှိတယ်နော်အဲ့ဒါလေးကဲအဲ့ဒီတော့မိနစ်30ရှိသွားပြီပေါ့အဲ့တော့ကျွန်တော်ပြောတာပေါ့နော်ဟိုစစ်ပွဲတွေဖြစ်လာတယ်စစ်ပွဲတွေလည်းဥဖြစ်နေပြီတောက်လျှောက်လည်းထပ်ဖြစ်အောင်မယ်ကျွန်တော်နေနေဒါစစ်ပွဲကပြီးဟိုအုပ်ဖို့ဆိုပြီးတော့ဒီပြီးတော့မှာတော့မဟုတ်ဘူးဆက်ဖြစ်နေအောင်ပါပဲနောက်ထပ်တိုးကောင်းလည်းတိုးလောက်နိုင်တယ်ဒီတက်လည်းစိုးရွားတွေလည်းထပ်ဖြစ်လာနိုင်တယ်โอเคထပ်လည်းဖြစ်နေအောင်မယ်ဒါပေမဲ့တတိယကဘာစစ်ဖြစ်လောက်အောင်တော့မသိဘူးကျွန်တော်လည်းမခံမှန်းတတ်ဘူးကျွန်တော်လည်းဒါစီရေးနိုင်ငံရေးကျွမ်းကျင်တဲ့လူမဟုတ်တဲ့အတွက်မသိဘူးကိုလည်းနေ့စဉ်နဲ့များဒီနိုင်ငံတကာသတင်းတွေပဲစောင့်ကြည့်ရတယ်ကိုတိုင်းလည်းဒီနိုင်ငံတကာသတင်းတွေကိုပဲကိုလည်းဖတ်ရတယ်ကြည့်ရှုရတယ်အင်တာနက်ပေါ်ကနေပေါ့နော်ဒါအဲ့ဒါမျိုးရှိတယ်ဒါအမှန်ပဲအဲ့တော့တတိယကဘာစစ်ဖြစ်လာနိုင်လားဆိုတော့ကျွန်တော်မသိဘူးကျွန်တော်ဖြစ်လာနိုင်တာ yes no ကကျွန်တော်တက်မပြောနိုင်ဘူးပြောတတ်ဘူးเนาะကျွန်တော်မပြောနိုင်တဲ့အရေးချင်းမရှိဘူးပြောပြရမယ့်အနေထားလည်းမဟုတ်ဘူးเนาะဒါပေမဲ့ဟိုနေ့ကတော့တမနာကြီးရုရှားတမနာပူတင်ကတော့တတိယကဘာစစ်ဖြစ်ပြီးစစ်သားတန်းလို့ရတယ်သူစီမှာသူကြီးညာချက်တွေထုတ်နေတာဒါတွေတော့ရှိတယ်ဒါကဘာကြီးကိုချင်းကြောက်တာလားတမင်တက်ပဲတင်မှာချင်းကြောက်တယ်လို့ကျွန်တော်တော့ထင်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဒီလိုပဲစစ်ပွဲတွေဖြစ်တယ်ဗျာဒီဟာလာယူကရိန်းနဲ့ရုရှားဖြစ်တယ်ဟာလာအစ္စရေးနဲ့ပါလက်စတိုင်းဖြစ်တယ်အစ္စရေးနဲ့အီရန်ဖြစ်တယ်နော်အီရန်နဲ့အစ္စရေးဖြစ်တယ်ဟာလာအိန္ဒိယနဲ့ပါကစ္စတန်ဖြစ်တယ်နောက်ဟိုတလောကဗာလဲထိုင်းနဲ့ကမ္ဘောဒီးယားလာဖြစ်တယ်ဒါမျိုးတွေပေါ့ဆိုတော့အဲ့ဒါကြီးကကျွန်တော်နဲ့မဆိုင်ဘူးကျွန်တော်တို့မြန်မာနိုင်ငံအဲ့လိုပဲမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအနေနဲ့လည်းမဆိုင်ဘူးเนาะခင်ဗျားတို့ကသွားပြီးတော့မစိုးရိမ်နဲ့ကျွန်တော်ပြောချင်တာကိုကသွားပြီးတော့စိုးရိမ်ကြမလို့ယူကရိန်းကိစ္စယူကရိန်းရုရှားဖြစ်နေတဲ့စစ်ပွဲကိစ္စဟာလာအစ္စရေးနဲ့အီရန်ဖြစ်တဲ့ကိစ္စကိုကစိုးရိမ်ကြမလို့အစ္စရေးနဲ့ပါလက်စတိုင်းဖြစ်တဲ့ဟာမတ်စ်တွေဖြစ်တဲ့အဲ့ကိုကစိုးရိမ်ကြမကိုနိုင်ငံရေးကိုအရေးကိုပဲကိုစိုးရိမ်ရမယ်ကိုနိုင်ငံရေးကိုပဲကိုကလောက်ရမယ်ကိုတကယ်ကြီးမိတ်ဆွေတို့ကကိုလွတ်မြောက်မှကိုမွေးထားတဲ့ကိုသားသမီးကလွတ်မြောက်မယ်ကိုမိဘတွေလွတ်မြောက်မယ်ကိုညီကိုမောင်နှမတွေအကုန်လုံးလွတ်မြောက်မယ်เนาะဒါပေမဲ့ကန်ဆိုးတာကဦးတကယ်ကြီးတို့ဒီနေ့ DV 2026ထွက်တဲ့နှစ်ကြမှာပဲတမနာကြီးကဒီဗီဇာကန့်သက်မှုတွေပြုလုပ်တာတအားများတဲ့နှစ်ဖြစ်နေတယ်ပေါ့နော်DV 2026ပေါက်ပြီးတဲ့လူတွေအတွက်ကတော့ကျွန်တော်လည်းတက်အပ်မပြောနိုင်ဘူးကျွန်တော်ပြောသလိုပဲပြီးခဲ့တဲ့တစ်ပတ်လည်းကျွန်တော်ပြောတန်ရုံးကိုကိုတိုင်ဖုန်းဆက်ပြီးဖြစ်စေအီးမေးလ်ပို့ပြီးတော့ဖြစ်စေစာရေးသားပြီးတော့ဖြစ်စေကိုတိုင်လူကိုတိုင်တွားရောက်တွေ့ဆုံပြီးတော့ဖြစ်စေမေးမြန်းနိုင်တယ်ကောင်ဆယ်လာဌာနကိုကိုတိုင်တွားမေးလို့ရတယ်တွားမေးနိုင်တယ်ကိုမှအဲ့မေးနိုင်တယ်ကိုမှခွင့်ရေးရှိတယ်စူးစမ်းပိုင်ခွင့်ရှိတယ်သူတို့ရဲ့နှုတ်ကပြောတာတွေပါတွေကြားကျင်တယ်ဆိုရင်လည်းကိုတိုင်တွားမေးလို့ရတယ်เนาะဟုတ်ပြီဒါလေးပြောပြတာဒါပေမဲ့ကိုလုံးကျွန်တော်ပြောသလိုပေါ့ကိုကပေါက်ပြီးသားလူလည်းဖြစ်တယ်ဆိုရင်ကိုကလှုပ်ရှားရှိတဲ့process ပေါ့နော်ကိုလှုပ်ရှားရှိတဲ့ process ကိုလုပ်နေရမှာကိုလှုပ်ရှားရှိရလှုပ်ထားပေါ့နော်ကိုကကိုလှုပ်ရှားမရှိပဲရိုင်းကိုလှုပ်ထိုင်နေလို့တော့မသိဘူးထင်တယ်တမန်ကြီးကတော့ရက်90ပြည့်ပြန်ပြီးတော့ဖြေလျှော့ပေးလိုက်ရင်ကိုကပါကောင်းပါသွားနိုင်တယ်ပါသွားရဲဆိုတာလေဗီဇာလျှောက်တဲ့တဲကိုပါသွားမယ်ပြောတာဒါလေးပြောချင်တာအဲ့တော့ तू ကတစ်ခါလေးပြန်ဖြေလျှော့ပေးတယ်ရက်60အတွင်းအဲ့ဒါမှလည်း45ရက်အတွင်း तू ကခဏစိတ်ကပြောင်းနေတာလေနော်ဒါသူ့ပုံမူတည်တယ်သူ့ကိုလည်းအပြစ်မဆိုတာဘူးလေနော်ကျွန်တော်တို့ကသူ့ကိုလည်းအပြစ်ပြောလို့မရဘူးဘာလို့ तू ကတမရလေ तू ကနိုင်ငံတော်တမရ तू ကြိုက်တယ်လို့အမိန့်ကိုထုတ်ပိုင်ခွင့်ရှိတယ်အာဏာကိုတုံးပြီးတော့तू လုပ်ပိုင်ခွင့်ရှိတယ်ဒါ तू ကြိုက်တယ်လို့သူ့နိုင်ငံကို तू ကြိုက်တယ်လို့အုပ်ချုပ်မှာပဲเนาะဒါကိုတကယ်ကြီးမိတ်ဆွေတို့ကအပြစ်ပြောလို့မရဘူးသူ့ရဲ့နောက်ထပ်ထွက်လာမယ့်ကြီးညာချက်ကိုကိုကစောင့်ကြည့်ရမယ်ကိုကနားထောင်ပြီးတော့ကိုကအလုပ်ဆက်လုပ်ရမယ်โอเคဒါလေးကိုကျွန်တော်ပြပြတာဟောအဲ့ဒါပဲเนาะအဲ့တော့ကိုက DV 2026ပေါက်ထားတဲ့လူဖြစ်တယ်ဆိုရင်ကိုကဒီချာလေးကိုကလုပ်ဖို့လိုအပ်တယ်เนาะဒါလိုအပ်တယ်ဆိုတဲ့အကြောင်းလေးကျွန်တော်ပြပြတာโอเคကောင်းပါပြီအဲ့တော့အခုနောက်ထပ် topic လေးတစ်ခုသွားမယ်နောက်ထပ် topic တစ်ခုကိုကျွန်တော်ချိန်တော့မယ်ဆိုတော့အဲ့တော့လိန်နဲ့ညာတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ကျွန်တော်ပြောချင်တာပေါ့เนาะပြောချင်တာကတော့ခဏလည်းပြောနေပါတယ်เนาะကိုအလိန်ညာခံရတယ်ဆိုတာဘာဖြစ်လို့လဲကိုဘယ်နိုင်ငံမှာနေเนาะဒါအရေးမကြီးဘူးเนาะကိုကအမေရိကန်နေအင်္ဂလန်မှာပဲနေဂျပန်မှာပဲနေတောင်ကိုရီးယားမှာပဲနေမြန်မာနိုင်ငံမှာပဲနေတိုက်နေပဲနေဘာနဲ့ပဲနေเนาะကိုအလိန်ခံရတယ်ဆိုတာเนาะကိုညံ့လို့เนาะကိုညံ့လို့အလိန်ခံရတာเนาะကိုညံ့လို့ကိုတုံးလို့
ကိုအလို့ခံရတာရှင်းလေးပဲအဖေကရမ်းရှင်းတယ်ကိုအလို့ကိုနလို့ခံရတာနောက်တစ်ချက်ကကျွန်တော်ပြောတယ်အမြဲတမ်းအဲ့ဒီအလိန်ခံတဲ့လူတွေကသူစင်ကြင်ုံတရားမရှိဘူးသူစဉ်းစားရှေ့နောက်စဉ်းစားနိုင်တဲ့ဉာဏ်အားနည်းတယ်လောဘကြီးတယ်နောက်အလကားလိုချင်တယ်အချောင်လိုချင်တယ်နော်အမြဲတမ်းအဲ့ဒါပဲတွေးတယ်သူတို့ကအလကားလိုချင်တယ်ဘာဖြစ်လဲအချောင်လိုချင်တယ်လောဘကြီးတယ်အဲ့ဒီလူတွေနောက်စင်ကြင်ုံတရားမရှိဘူးအဲ့လိုစဉ်းစားချင်းချိန်နိုင်တဲ့ဉာဏ်မရှိဘူးအဲ့ဒီဉာဏ်မရှိတဲ့လူတွေပဲအလိန်ခံရတယ်နော်အရန်ရှင်းတယ်နောက်ပြောသမျှယုံတယ်နော်မောင်ဖြူရတယ်လာပြောတယ်မတ်နီရလာပြောတယ်အဲ့လိုမျိုးဘာပြောယုံတဲ့လူတွေသူတို့အလိန်ခံရတယ်ဒါအရန်ရှင်းတယ်အခုအမေရိကန်မှာလည်းမနေ့ကပဲနော်ခေတ်သစ်မီဒီယာမှာလည်းကြီးညာပြီးသွားပြီခေတ်သစ်မီဒီယာမှာလည်းကြီးညာတယ်နောက်ပြီးတော့ဒီ Facebook တစ်ခွင်မှာလည်းမြန်မာလူမျိုးတွေဝိုင်း share နေကြတယ်အဲ့ဒီအမျိုးသမီးတယောက်ပေါ့နော်နာမည်တော့မပြောတော့ကျွန်တော်လည်း share ပေးထားတယ်ကျွန်တော် Facebook မှာကျွန်တော်သူ့နာမည်လစ်ပါလဲနာမည်တော့မေ့သွားပြန်ပြီအဲ့ဒီမှာကျွန်တော်ဟိုမှာလည်းပါတယ်နော်ကျွန်တော် share ပေးထားတယ်အဲ့ဒီအမျိုးသမီးကနော် तू ကဒီချင်းလူမျိုးတိုင်းမြန်မာတိုင်းသားတွေကိုအဓိကဥတည်ပြီးတော့လိန်တာများတာပေါ့ဥပမာချင်းတို့ကရင်တို့ပေါ့ဒုက္ခတင်နေလာတဲ့လူတွေကိုဦးစားပေးပြီးတော့ तू ကဇောင်းပေးပြီးတော့ तू target ထားပြီးတော့လိန်တာယုံကြည်အောင်ပြောဆိုပြီးတော့လိန်တယ်ဘလို့လိန်လဲဆိုတော့အဲ့ဒီမပိုင်တဲ့ဒီမြေကွက်တွေပေါ့ဗျာအဲ့ဒါတွေကို तू ကရေနံမြေကွက်တွေ तू ကလိန်စားတာပေါ့မြေကွက်တွေရမယ်အကျိုးမဲ့ရမယ်ဘာညာ तू အဲ့မှာရေးထားပါတယ်ဗျာကျွန်တော်လည်းတိတ်စားရည်များတော့တိတ်မဖတ်နိုင်တော့အဲ့တော့အဲ့ဒီအမျိုးသမီးကအဲ့လိန်တာဟိုသူ့ဓာတ်ပုံနဲ့အခုပါလာပြီတရားရုံးကလည်းသူ့အမိန့်ချလိုက်ပြီဟာလား Federal တရားရုံးကလည်းသူ့ကိုပြည်ထောင်စုတရားရုံးနဲ့အမိန့်ချလိုက်တယ်ရော်ချင်းငွေတွေပြန်ပေးရမယ်ပြန်ပေးဖို့သူ့ကိုအဲ့ဒါဟိုပိန်းချလိုက်ပြီအဲ့တော့အလိန်ခံတဲ့လူတွေစုပြီးတော့တရားစွဲတာပေါ့နော်အဲ့တော့အဲ့မျိုးသမီးလိန်တာလိန်တာထင်ရှားလို့သူပြစ်ဒဏ်ပေးခြင်းခံရတာပြစ်ဒဏ်ပါလေသူ့ကိုအဲ့ပတ်စံတွေပြန်ရော်ရမယ်ဆိုပြီးတော့ပြစ်ဒဏ်ချလိုက်တယ်ဒါအားလုံးနဲ့တွေ့မယ်ကျွန်တော်လည်း share ထားတယ်ကျွန်တော် screenshot တွေရိုက်ပြီးတင်ပေးထားတယ်ဆိုတော့အဲ့မျိုးသမီးကဒီတိုင်းသားတွေမြန်မာနွယ်ဘွားနော်မြန်မာပြည်ကနေဒုက္ခတဲ့အနေနဲ့ရောက်လာတဲ့ refugee တွေနဲ့ရောက်လာတဲ့ချင်းလူမျိုးတွေကရင်လူမျိုးတွေကိုသူကဦးစားပေးဇောင်းပေး target ထားပြီးတော့သူကလိန်ယုံကြည်အောင်ပြောဆိုပြီးလိန်တယ်အဲ့လိုမျိုးအဲ့ဒီဒုက္ခတဲ့နဲ့ရောက်လာတဲ့လူတွေကလည်းကျွန်တော်ပြောသလိုပေါ့ဟိုမြန်မာနိုင်ငံမှာအတန်းပညာနိုင်ပါတယ်ဗျာနိုင်ပါတယ်သူတို့ကရိုးချို့လို့ရိုးလဲရိုးတယ်ဟိုတဲ့မှာတိုင်းသူတိုင်းသားတွေကရိုးပါတယ်ဟိုရိုးတာလေးတော့ကျွန်တော်လက်ခံတယ်ချို့လဲရိုးကြတယ်ချို့လဲဟိုရမ်းလေကြတယ်အဲ့ဒါလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကြတော့လူသွေးပေါင်းတယ်โอเคကျွန်တော်ကဒီအမေရိကစရောက်ထဲကလူအရန်ကျွေးပေါင်းတာနော်ဒါတချို့လူမသိဘူးတချို့လူလည်းသိတယ်သိလိမ့်မယ်လူပညာရှိရဟန်းပညာရှိဆိုရင်သိတယ်နော်ကျွန်တော်ဘလို့လူကြီးပေါင်းနေဆိုတာကိုဘလောက်ထိနတ်တယ်ဆိုတာကိုသိတယ်ကျွန်တော်ကလူကြီးပေါင်းနေအတောင်လူသူ့အတူအထင်မကြီးဘူးကျွန်တော်အထင်ကြီးလေးလည်းမရှိဘူးအထင်ကြီးလော်နဲ့ယုံကြီးလေးမရှိဘူးအထင်လည်းမကြီးဘူးကျွန်တော်ဒါလေးပြတာကျွန်တော်နဲ့နိုင်မရိုင်းဆိုလို့ကျွန်တော်ကအထင်မကြီးဘူးတောင်းလူအထင်ကြီးလေးမရှိဘူးလေကူစားသူ့အတူအမေရိကကိုဘယ်နှစ်ကရောက်ဘယ်ချင်းရောက်ဒါကျွန်တော်ကိစ္စလည်းမဟုတ်ဘူးစိတ်လည်းဝင်စားဘူးနော်ဘာလို့ကျွန်တော်စိတ်ဝင်စားဘူးသူ့အတူဒေါက်တာမကလို့အင်ဂျင်နီယာဖြစ် IT နဲ့ပတ်သက်လို့အင်ဂျင်နီယာကျွန်တော်စိတ်ဝင်စားဘူးဘယ်ကြောင်ကနေဘွဲကျွန်တော်စိတ်ဝင်စားဘူးနော်ကျွန်တော်ကစိတ်ဝင်စားကိုယ့်အကွယ်စိတ်ဝင်စားတယ်ကိုယ့်လုပ်တယ်ကိုမိသားစုအဆင်ပြေဖို့ကိုယ်အဆင်ပြေဖို့ဒါပဲစိတ်ဝင်စားတယ်ကိုယ့်လုပ်ပဲကိုစိတ်ဝင်စားတယ်ကိုယ့်အကြောင်းပဲကိုစိတ်ဝင်စားတယ်အဲ့တော့ကျွန်တော်ကအခြားကျွန်တော်မသိတဲ့တိုင်းသားတွေလူတွေနဲ့လည်းကျွန်တော်တိတ်မြန်မာနဲ့လည်းပေါင်းနေစံလေးတိတ်မရှိဘူးနောက်ကျွန်တော်ပုံကိုရေးရမကြိုက်တဲ့လူတွေဆိုကျွန်တော်ချက်ချင်းကျွန်တော်မတိမသားနဲ့ဖတ်ဆိုကျွန်တော်ကရှာနေလုပ်ပြီးတော့ခွာနေလိုက်တယ်ဒါမျိုးလေးတွေပေါ့ပုံကိုရေးပုတ်ကလဥမာကျွန်တော်မကြိုက်တဲ့ဥမာကျွန်တော်တို့မြန်မာ community မှာရှိတယ်ဗျာကျွန်တော်ပုံကိုရေးရကျွန်တော်မကြိုက်တာသူ့ရဲ့စကားပြောခြင်းပြောဆိုခြင်းပညာရေးခြင်းသူ့ရဲ့ဟလာအဲ့ဒါတွေမကြိုက်ဘူးနောက်သူ့ရဲ့ PR လို့ခေါ်တဲ့ပေါင်းနေဆက်ဆံခြင်းလူမှုရေးအဲ့ဒါတွေမကြိုက်ဘူးကျွန်တော်ရဲ့ဘာနဲ့ကျွန်တော်သုံးသပ်လဲကျွန်တော်တရားတော်နဲ့ပဲသုံးသပ်တယ်ကျွန်တော်ရဲ့ပညာနဲ့ကျွန်တော်ဆုံးဖြတ်တယ်ကျွန်တော်မကြိုက်တဲ့လူဆိုကျွန်တော်ပေါင်းနေအရေးတယူကျွန်တော်ပေါင်းနေစံလေးကျွန်တော်မရှိဘူးเนาะကျွန်တော်မလုပ်ဘူးဖြတ်မတိမတာနဲ့ဖြတ်ထုတ်လိုက်တယ်ဟိုဖြတ်တောက်လိုက်တယ်ဟိုပေါင်းနေစံချင်းမရှိဘူးမပေါင်းဘူးအဲ့တော့ကျွန်တော်တို့ကနောက်ကျွန်တော်ကကြတော့ဒီကိုကရန်ကုန်သားလေကိုကရန်ကုန်သားကျွန်တော်ကလမ်းတော့မြို့နယ်မှာမွေးတာโอเคကျွန်တော်ရန်ကုန်မြို့နယ်တရုတ်တန်းမှာကျွန်တော်မွေးတယ်ကျွန်တော်ကရန်ကုန်သားအစ်စ်နောက်ပြီးတော့ငကိုတွေကလည်းဒီ IT ပညာရပ်နဲ့မြန်မာပြည်မှာတော့ကလည်းအလုပ်လုပ်တယ်ဟိုတယ်မှာအလုပ်လုပ်တယ်ဟိုတယ်မှာကျွန်တော်က assistant IT manager နဲ့ကျွန်တော်အလုပ်လုပ်ခဲ့ဘူးတယ်
IT နဲ့ပတ်သက်လို့ကကျွန်တော်မလေးရှားမှာလည်းကျွန်တော်အလုပ်လုပ်တယ် service လုပ်တယ်ကွန်ပျူတာပြင်တဲ့လုပ်ငန်းတွေကျွန်တော်အဲ့လိုလုပ်တယ်နောက်ဒီမှာလည်းအမေရိကရောက်တော့ကျွန်တော်ကအကြောင်းတစ်နှစ်တက်ပြီးတော့ဒီ ID ပညာရပ်နဲ့ပဲဘွဲရတယ်ယူလိုက်တယ်ကျွန်တော် networking major နဲ့ကျွန်တော်ဘွဲရတယ်အခု ID ပညာရပ်နဲ့ပဲကျွန်တော်အခုလက်ရှိအလုပ်ဆက်လုပ်နေတယ်ဒါကိုလည်းကျွန်တော် April 12ရက်နေ့ကကျွန်တော်ရဲ့ဒီ evening special talk show မှာကျွန်တော်ပြောပြီးပြီကျွန်တော်ရဲ့အလုပ်တိုင်းနဲ့ပတ်သက်လို့ကျွန်တော်အသေးစိတ်ကျွန်တော်ပြပြခဲ့ပြီးပြီကျွန်တော်ဘယ်လိုအလုပ်လုပ်ရတယ်ဘယ်လိုပညာရပ်နဲ့ကျွန်တော်ဘယ်လိုပုံစံနဲ့ဘယ်လိုပုံသဏ္ဍာန်နဲ့ကျွန်တော်အလုပ်လုပ်ရတဲ့အစကျွန်တော်ပြောပြီးပြီပြပြခဲ့ပါတယ်ကျွန်တော်အလုပ်ကြောင်းတည်နေတဲ့လူတွေအဲ့ကျွန်တော် April 12ရက်နေ့မှာကျွန်တော်ရဲ့အလုပ်ကြောင်းပဲတီးတက်ကျွန်တော်ပြောထားတဲ့ talk show ကိုနားထောင်ပေးဖို့ကျွန်တော်ကအကြံပြုတိုက်တွန်းလို့တယ်နော်ကျွန်တော်က IT နဲ့ပဲလုပ်တာ IT free မှာပြောရင်ကြာပြီဗျာဟိုတည်တယ်အကုန်လုံး process တွေကိုကျွန်တော်တည်တယ် process တွေဒီ methods တွေဒီ methods လို့ခေါ်တယ် process တွေအတည်တယ်အခုဒီ low level scammer တွေပေါ့ဒီ low level scammer တွေလုပ်နေတဲ့ဒီ fraud လိမ်လည်ကြီးလုပ်ငန်းတွေဒီ fraud လို့ခေါ်တဲ့ဒီ process တွေ scamming ဒီ process တွေ methods တွေအဲ့ဒါတွေကဒီ step by step ဒီ procedure တွေကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်တို့ကသိထားတဲ့ကျွန်တော်ပြန်ပြီးတော့ကျွန်တော်မိတ်ဆွေတင်ငယ်ချင်းတွေကိုကျွန်တော်ပြန်ပြီး sharing လုပ်ပေးတယ်ဒါအတုဖြစ်တယ်ဒါအစ်စ်ဖြစ်တယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်ပြောပြပေးနေဒါလေးပြောပြတာ okay အဲ့တော့ဗျာဟိုအဲ့ဒီမျိုးသမီးကစကားပြန်သွားရအောင်ကျွန်တော်လဲဟိုမိနစ်40ရှိလာပြီဆိုတော့လေအဲ့တော့အဲ့ဒီမျိုးသမီးကသူကြည့်ရတာဟိုစကားစနဲ့ပတ်သက်မှုရှိတယ်လို့လည်းပြောနေကြတယ်စကားစဘက်ကနေပတ်သက်ပြီးမြန်မာပြည်ကနေထွက်လာတဲ့လူတွေကိုလိုက်လိမ့်ခိုင်းတဲ့သဘောလေးတွေရှိအဲ့ဒီမျိုးလဲသတင်းတွေထွက်နေတယ်ပေါ့နော်ဒီအမျိုးသမီးကအဲ့မှာတွေးလိုက်မယ်ဟိုကျွန်တော်တို့ပတ်ချင်မသိမေးပါနော်ဘသူပဲဖြစ်ကြောင်းသိချင်တယ်ကျွန်တော်ကိုမေးဖုန်းဆက်မေးလို့ရတယ်နော်ကျွန်တော်ရှင်းပြပေးမယ်ဖုန်းဆက်မေးလို့ရတယ်အဲ့လိုပဲဒီဗီဇာကိစ္စတွေအခြားဒီကိစ္စတွေကျွန်တော်ပြပေးမယ်ဒါပေမဲ့အမေရိကန်နိုင်ငံရေးကကျွန်တော်နဲ့မဆိုင်ဘူးဘာလို့ဆိုင်ကျွန်တော်တို့ဘာမှမတတ်နိုင်ကျွန်တော်ဘာမှလုပ်လို့မရဘူးကျွန်တော်နဲ့ဆိုလာနဲ့အမေရိကန်မှာနေတယ်မဆိုင်ဘူးပါတီနေရဲ့ထိတ်တိုက်တွေ့ဆုံပွဲရန်ဖြစ်ပွဲပေါ့ဗျာပြောရင်တော့ဟိုအရက်သားစကားနဲ့ပြောရင်ထိတ်ပါတီနှစ်ရက်ရန်ဖြစ်နေတာအဲ့တော့အဲ့ပါတီနှစ်ရက်ကလူတွေရန်ဖြစ်တယ်တရားမဝင်လူတွေမောင်းလို့တာလည်းကျွန်တော်နဲ့မဆိုင်ဖြစ်ရှင်နေရဒါကျွန်တော်အလုပ်လည်းမဟုတ်စိတ်လည်းမဝင်လာဘူးကျွန်တော်ဟုတ်တယ်မှာတူကလူတရားမဝင်လာတယ်တရားမဝင်လာတော့ဒါဖမ်းပြီးပြန်ပို့ခံဒါကလည်းမဆန်းချင်ဘူးဒါရှင်းရှင်းလေးပဲနောက်ပြီးတော့ကျွန်တော်တို့ကလည်းဟိုအလဲဗီဇာနဲ့လာပြီးတော့အေခံပြီးနေတာမဟုတ်ဘူးကျွန်တော်ကလာပြီးတော့ student visa နဲ့လာပြီးတော့အေခံပြီးနေတဲ့လူလည်းမဟုတ်ဘူးကျွန်တော်ဒုက္ခတည်းနဲ့လာတယ်လည်းမဟုတ်ဘူးကျွန်တော်နဲ့ဆိုင်အောင်ဆိုင်အဲ့တော့အမေရိကန်နိုင်ငံကြီးကကျွန်တော်နဲ့ကျွန်တော်ပြောစရာအကြောင်းလည်းမရှိဘူးသူကအမေရိကန်နဲ့ဘယ်သူနဲ့ပဲဟိုချဟိုစစ်ပွဲဖြစ်ကျွန်တော်နဲ့မဆိုင်ဟုတ်တယ်နော်အဲ့လိုပဲအစ္စရေးနဲ့ပါလက်စတိုင်းနဲ့ပဲချအစ္စရေးနဲ့အီရန်နဲ့ပဲချကျွန်တော်တို့မဆိုင်ဘူးဆိုင်နဲ့မထင်နဲ့ဆိုင်နဲ့ထင်းနေမှာဆိုလို့ကျွန်တော်တို့ဆိုင်နဲ့မဆိုင်ကျွန်တော်တို့ကဘယ်သူဘက်မှလည်းမထောက်ခံစရာလည်းမရှိဘူးဒါရှင်းလေးကျွန်တော်ပြောတာဟာလားယူကရိန်းနဲ့ရုရှားလည်းကျွန်တော်နဲ့မဆိုင်ဘူးမြန်မာနိုင်ငံရေးလည်းကျွန်တော်နဲ့မဆိုင်ဒါမဆိုင်တာပဲမဆိုင်တဲ့အကြောင်းကျွန်တော်ပြောပြတာအဲ့တော့အဲ့ဒီမျိုးသမီးကအဲ့တော့လိန်တဲ့အကြောင်းလေးပြန်တော့ကျွန်တော်တို့လိန်နီးပညာအကြောင်းလေးကျွန်တော်ပြန်ဆက်သွားအဲ့တော့အဲ့ဒီမျိုးသမီးကဗျာသူကကျွန်တော်ကြားတဲ့သတင်းကတော့အဲ့ဒါပဲအဲ့ဒီမျိုးသမီးကစကားစဘက်ကလွှတ်လိုက်တဲ့အမျိုးသမီးတယောက်လို့ကျွန်တော်သတင်းရထားတယ်နောက်ပြီးအဲ့ဒီအမျိုးသမီးကသူ့ကိုစကားစဘက်မှာလိုက်မှာပေါ့နင်းအဲ့ဒီအမေရိကန်မှာရှိတဲ့ဟိုရောက်နေဒုက္ခသည်တွေရောက်နေတဲ့မြန်မာတွေကိုလိုက်လေလိန်စားအဲ့လိုမျိုးကျွန်တော်ထင်တယ်အဲ့တော့အဲ့ဒါကြောင့်မို့သူကဒီအထူးသဖြင့်ချင်းတို့ကရင်တို့ကနည်းနည်းပါဟိုအတိုင်းပညာအပြင်တို့ကနေဟိုအတိုင်းပညာပဲတိတ်မရှိဘူးအမေရိကကဒီကန်လေးကောင်းပြီးတော့ဒီဒုက္ခသည်ဆိုတော့ refugee status နဲ့သူကသူတို့ရောက်လာတာပဲရှိတယ်လေမြန်မာနိုင်ငံမှာလည်းဥမာဟိုကြီးကျယ်အချို့ဆိုအလုပ်လုပ်ဘူးတာပဲမရှိဘူးအဲ့တော့အတိုင်းပညာနေနေတချို့ဆိုဘွဲတွေပါတော့ဟို10တန်းတော့မအောင်တဲ့လူတွေပါရှိတယ်10တန်းမအောင်ဘူးဘယ်တန်းဟိုဘွဲတွေပါမရဘူးတာရှိအများကြီးပဲဒုနယ်လေးပဲလေနော်အဲ့လိုလူတွေကလည်းများတယ်ဆိုတော့အဲ့ဒီလူတွေကဟိုအတိုင်းပညာလည်းနေတဲ့ခါကျတော့အတွေးခေါ်လည်းနေနေလေနော်အမေရိကရောက်တာမရောက်တာလည်းမဆိုင်ဘူးနော်ဂျပန်မှာနေဒါတွေကမဆိုင်ဗမာနေလေအလိန်ခံရတယ်ဆိုတာရှင်းလေးပဲကိုကအတွေးခေါ်မရှိလို့အတွေးခေါ်နေပါလို့အတွေးခေါ်ခေါင်းပါလို့ကွာနော်အမျော်မြင်မရှိလို့ရှေ့နောက်စဉ်းစားချင်းချိန်မတက်လို့ကွာအလိန်ခံရတာအဲ့လိုပေါ့ဗျာရိုးတာနဲ့သဘောကောင်းတာနဲ့မတူးလေနော်သဘောကောင်းတာစိတ်သဘောထားကောင်းတာပဲစိတ်သဘောထားနူးညံ့တာပဲအားတာပဲအားတယ်တုံးတာပဲတုံးတာ is တုံးတာပဲနော်ဟိုအားတာ is အားတာပဲနော်ဒါတွေကမဆိုင်အဲ့တော့အားချင်းတုံးချင်းဟာဟိုအတိုင်းအတာတစ်ခုတည်းပဲကောင်းတယ်ကျွန်တော်အမြင်နဲ့ပြောတယ်အားချင်းတုံးချင်းဟာနာချင်းဟာအတိုင်းအတာတစ်ခုပဲကောင်းအဲ့ထက်များဝင်မှာဖြစ်တယ်ကိုအလိန်ခံရမှာပေါ့အဖေရှင်းလေးကိုအလိန်ခံရမှာနော်ကိုအလိန်ခံရဆိုတာအဲ့ဒါကြောင့်အလိန်ခံရတာ alright ဒါအဖြစ်ရှင်းလေးပဲကိုကအားတယ်ကိုကနာတယ်တုံးတယ်အတင်မိတ်ဆွေတငယ်ချင်းဟာဘယ်မှာနေကျွန်တော်ပြောချင်တာကအမေရိကမှာပဲနေဂျပန်မှာပဲနေတောင်ကိုရီးယားမှာပဲနေ
ကိုအားလို့နားလို့ကိုအလိန်ခံတာနေတဲ့နိုင်ငံနဲ့မဆိုင်ဘူးနေတဲ့နေရာနဲ့မဆိုင်ဘူးโอเคနော်လူတိုင်းလည်းအလိန်ခံနေရတာမဟုတ်ဘူး तू target ထားပုံနည်းနည်းဟိုစမ်းကြဲတယ်အဲ့ချင်းလူမျိုးတွေ तू target ထားပြီးလိန်တယ်အများစုလိန်ကချင်းနေဖြစ်ချင်းနေဒုက္ခတဲ့နဲ့လာတယ်နော် refugee status နဲ့ရောက်လာတဲ့ချင်းတွေကို तू target ထားပြီးလိန်တယ်လို့ဟိုတေချာလေးကြားတိထားတယ်နော်ဖတ်ရတယ်စာထဲမှာနော်ကိုယ်တိုင်တော့ဖတ်ကြည့်ချင်းလူမျိုးတွေအများဆုံးလိန်ခံရတယ်အဲ့မှာကရင်တွေလည်းပါတယ်မြန်မာကတော့မသိမြန်မာတွေလည်းပါတယ်လို့ကြားတယ်မြန်မာတွေကတော့ထုံးစံတိုင်းပေါ့ဗျာလောဘကြီးတယ်မြန်မာလူမျိုးတည်းမှာအလကားအချောင်းလို့ကျင်တယ်အဲ့လိုကောင်းနေပါတာပေါ့ပါတယ်ဆိုတာအဲ့လိုကောင်းနေဒါပေမဲ့ဗျာကိုအားရနာတာဟိုသူများတိသွားတာပေါ့နော်ဟိုသူများတိသွားတယ်ကိုဘယ်လောက်တုံးတယ်ကိုဘယ်လောက်အားတယ်ကိုဘယ်လောက်နားတယ်ဆိုတာကိုသူများတိသွားတယ်မကောင်းနေနော်ဟိုကောင်းလားမကောင်းလားကိုစဉ်းစားကြည့် right ဟုတ်တယ်နော်ကျွန်တော်ပြောတာကိုအားရနာသူများတိတယ်လေကိုအားလို့အလိန်ခမ်းတာပေါ့ရှင်းလေးပဲအဖေကရှင်းလေးပဲကိုအတိုင်းပညာခဏဘေးချိလိုက်အောင်ကိုအရန်အားလို့တချို့ကအတိုင်းပညာအဲ့လောက်မရှိဘူးဒါပေမဲ့မအားဟိုလူကြီးလဲတယ်အဲ့လိုပြောရမယ်နော်ဟိုလိန်တော်လိန်မန်းတိတယ်ဟိုပြောချင်တာဗါလဲဆိုတော့လိန်တော်ကိုအဖြစ်လဲလိန်မန်းတိတယ်လိန်မန်းတိတဲ့အတွက်အလိန်မခံရဘူးအလိန်မခံရအောင်ရှောင်ထွက်တတ်တယ်ရှောင်နိုင်တယ်အဲ့လိုမျိုးအဲ့ကွာတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့လိန်လည်မှုတွေကလည်းဗျာဟိုအများကြီးဖြစ်နေတယ်ညီမကြီးမှာဆိုလဲကြည့်လိုက်လေဟိုကားရောင်းတဲ့ကိစ္စတွေမှာလည်းပတ်သက်လို့ကြည့်လိုက်ဟိုကားရောင်းတဲ့ကိစ္စတွေမှာလည်းလိန်နေကြတယ်အိမ်ချမ်းမြေတိုက်ခန်းအယောင်းဝယ်ကိစ္စတွေမှာလည်းလိန်နေကြတယ်ကြမ်းဖန်လိန်နေနော်အဲ့လိုလိန်လည်မှုတွေကလည်းကေပေးနဲ့ပတ်သက်လို့လည်းလိန်နေဘာပေးညာပေးနဲ့ပတ်သက်လို့အခုလိန်နေအဲ့ကေပေးနဲ့ပတ်သက်လို့ကလည်းလိန်တာလည်းရှင်းနေအတွင်းလူကလိန်တာနော်ဟိုအတွင်းလူကလိန်တာနော်အပြင်လူမဟုတ်အတွင်းလူကနေတေချာလေးစနစ်တကျနဲ့သူကလိန်တာလိန်လို့ရမယ်တိတဲ့အနေအထားတစ်ခုမှရှိလို့သူကလိန်တာဘယ်လိုလိန်ရမယ်ဆိုတော့အားနဲ့ချက်ကိုဟိုဘက်ခေါ်မယ်လိန်နေဆိုအားနဲ့ချက်တစ်ခုရှိလို့လိန်တာလေအဲ့ဒီကုမ္ပဏီတစ်ခုအတင်းဖွဲ့စည်းတစ်ခုရဲ့အားနဲ့ချက်ရှိလို့သူကအဲ့ဒီပေါ်သူကနင်းပြီးတော့လိန်ပြီးတော့သူကဟိုလှုပ်ရှားတာလိန်တာနော်အဲ့တော့ကိုကလည်းကျွန်တော်အမြဲတမ်းပြောတယ်လူလိန်ကိုပြန်လိန်နိုင်ကိုအဲ့ဒီလူတွေထွက်ပြေးတယ်ဆိုတော့ဒါကျွန်တော်ရဲ့ formula ပဲကြိုက်ရင်ယူပေါ့နော်ကိုမကြိုက်ရင်ပယ်လို့ရတယ်ကျွန်တော်ကလူလိန်ကိုကျွန်တော်ပြန်လိန်တဲ့ scale ကျွန်တော်မှရှိတယ်လေ 100% တော့မကောက်ဘူး 200% လောက်ရှိကျွန်တော်ကလူလိန်ကိုထွက်ပြေးခဏလေးနဲ့ထွက်ပြေးသွားနိုင်ရလောက်အောင်လိန်နိုင်တဲ့တန်ပြန်လိန်နိုင်တဲ့တုံ့ပြန်နိုင်တဲ့ scale အရေးချင်းကျွန်တော်မှရှိတယ်အဲ့ဒါကြောင့်မလို့လူလိန်တွေကသူက social media platform ကိုသူကအသုံးချတယ် right သူက social media platform ကိုအသုံးချတယ်အထူးသဖြင့် Facebook Twitter Instagram ဟလာနောက် Telegram အဲ့ဒါတွေကိုသူတို့အသုံးချပြီးတော့သူကလိန်နေအဲ့ဒီတွေအပေါ်ကနေ WhatsApp တို့ဘာလို့ပါလေအဲ့ဒီသူက link တွေချပြီးတော့လိန်တာကစားတာသူက email တွေပါလေပို့အဲ့လိုမျိုးသူကပတ်လေလိုက်လိန်တာအဲ့တော့လူလိန်က social media platform တွေကိုအသုံးပြုတဲ့ခါကျတော့သူကဘယ်လိုလုပ်လဲဆိုတော့အထီးကအမရန်စောင့်တယ်အမကအထီးရန်စောင့်တယ်ဥပမာကျွန်တော်ကအထီးအလိန်ခံရမဲ့သူ okay ဥပမာပေါ့ကျွန်တော်ကအလိန်ခံရမဲ့ပုဂ္ဂိုလ်ကအထီးဖြစ်နေအဲ့တော့အထီးဖြစ်နေတော့တစ်ဖက်လိန်မဲ့ကောင်ကလည်းအထီးပဲဒါပေမဲ့အဲ့ဒီအထီးကသူအမဟန်ဆောင်တယ်ချင်းကတ်တယ်လိန်ဖို့စူးစားတယ်ချင်းကတ်တယ်ဆိုတော့လိန်ဖို့စူးစားတယ်လိန်တာပေါ့နော် excuse ချင်းကတ်တယ်ဆိုတာလိန်ဖို့စူးစားတာလိန်ပါပဲလိန်ဖို့အတွက်နောက်တစ်ဆင့်တက်တော့မှာဟုတ်ချင်းကတ်တယ်ဆိုတာတစ်ဆင့်တက်တာသူအဲ့တော့တစ်ဖက်သားလူလိန်ဟာပုံတွေတွက်လို့မရသူကအထီးကအမဟန်ဆောင်တယ်အမအထီးဟန်ဆောင်ပြီးသူကချင်းကတ်တယ်လိန်ဖို့စူးစားတယ်ဒါလေးကိုခေါင်းထဲတိတာမှတ်ထားကိုယ့်ရဲ့ Facebook မှာလာတဲ့အတိုင်း main ကလေးအစ်စ်မဟုတ်သလိုကိုယ့်ရဲ့ Facebook account မှာလာတဲ့ယောက်ျားလေးအစ်စ်မဖြစ်နိုင်ဘူးအမအထီးဟန်ဆောင်ပြီးအတင်းမိတ်ဆွေအမျိုးသမီးကိုလိန်ဖို့စူးစားတာချင်းကတ်တာလို့ကျွန်တော်ကလက်တန်းပြောလို့ဒါလေးကိုကျွန်တော်အတိပေးခြင်း okay ဆက်သွားမယ် alright ကျွန်တော် slow version နဲ့ပြောပြနေပါတယ်ကျွန်တော်နည်းနည်းမြန်ရင်လည်းကျွန်တော်အကြံပြုလို့ရတယ်ဟိုကျွန်တော်ကတခါကျွန်တော်ရဲ့ပင်ကို type ကကျွန်တော်ကစကားပြောမြန်တယ်နော်စကားပြောမြန်တယ်ဒါအသက်အရွယ်ကြောင့်နည်းနည်းနှီးသွားတာပဲရှိတာအရင်တိတက်မြန်တယ်စကားပြောမြန်မာစကားကိုပြောတာအရန်မြန်တယ်အဲ့လိုအင်္ဂလိပ်စကားပြောလဲကျွန်တော်တခါလေအရန်မြန်တယ်နော်ဟိုဖြစ်လို့ပြောတာမဟုတ်ဘူးဟိုစိတ်မရှိနဲ့ကျွန်တော်အကယ်၍စကားပြောမြန်တယ်ဆိုရင်ကျွန်တော်အကိုကြီးဟိုနောက်တစ်ခေါက်ဆိုရင်လည်းဒီတက် slow version နဲ့ပြောရပါတယ်ကျွန်တော်စိတ်မဆိုးပါဘူးကျွန်တော်ပြောပေးမယ်အဲ့တော့အဲ့လိုရှိတယ်အဲ့တော့လူလိန်ရဲ့ဒီ delay စရိုက်နော်ချင်းကတ်တဲ့ပုံတရံ delay စရိုက်ကိုကျွန်တော်ရှင်းပြတာအဲ့တော့သူတို့က social media platform တွေကိုအသုံးပြုတယ်အဲ့ဒီပြင် plus သူတို့ကဘာလုပ်လဲအထီးကအမဟန်ဆောင်မယ်အမဟာအထီးဟန်ဆောင်ပြီးတော့လိန်တယ်အဲ့ဒီမှာမှသူတို့ပုံစံမျိုးစုံချင်းကတ်တယ်ယုံတကယ်ချင်းမိတ်ဆွေကို
ယုံကြည်အောင်ပြောဆိုမယ်အထူးသဖြင့်သူကအခုဒီမှာခစ်စားတာအမေရိကန်မှာခစ်စားတာပါလေ digital business ဆိုတာကကုန်ပစ္စည်းတစ်ခုလို့လည်းပြောတယ်ဘာလဲတော့မြင်ထားပါတော့ okay အဲ့တော့ digital business ဆိုတာကသူက MLM လို့ခေါ်တဲ့ multi level marketing ကိုသူတို့ကအသွင်ပြောင်းတာပုံစံပြောင်းခေါ်လာပြီးတော့ဒီမှာအသုံးချပြီးတော့လိန်နေကြတယ်လိန်လည်မှုကိုစနစ်တကျနဲ့ယုံကြည်အောင်ပြောဆိုပြီးတော့လိန်ကြတယ်လိန်နေကြတယ်အဲ့တော့အလိန်ခံရတဲ့လူကလည်းကျွန်တော်ပြောပြီးအဲ့ဒီအချက်၄၅ချက်ပြည့်စုံနေတဲ့လူလေဘာဖြစ်လဲလောဘကြီးတဲ့လူဟလာအလကားလိုချင်တဲ့လူအချောင်လိုချင်တဲ့လူယုံစင်ကျင်တုံတရားမရှိတဲ့လူပညာမရှိတဲ့လူနော်ဘာပြောယုံတဲ့လူပေါ့အဲ့ဒီအချက်၅ချက်ပြည့်စုံနေတဲ့လူနံပါတ်6ကအဲ့တော့အဲ့ဒီအချက်အားလုံးပြည့်စုံနေတဲ့လူတွေပဲသူကအလိန်ခံရတာရှင်းလေးဒီတက်ရှင်းတော့ရှင်းပါတယ်ကိုအလို့ပေါ့နော်ကိုအတယ်ကိုအနလို့ကိုအလိန်ခံရတာအလိန်ခံရတယ်ဆိုတာရှင်းလေးပဲအဲ့တဲ့စကားမရှိတော့အဲ့တဲ့သုံးစရာစကားလည်းမရှိဘူးပြောစရာစကားလည်းမရှိဘူးကိုအလို့ကိုတုံးလို့ကိုအရန်တုံးပါလို့အမေရိကန်လိုနိုင်ငံကိုရောက်နေတာတော့ဂျပန်လိုနိုင်ငံကြီးရောက်နေတာတော့တောင်ကိုရီးယားနိုင်ငံလိုရောက်နေတာတော့ကိုအလိန်ခံရတယ်ဆိုတာကိုဘာဖြစ်လဲကိုအလို့လေရှင်းလေးပဲဒီတက်ရှင်းတဲ့အဖြေမရှိဒီတက်ရှင်းတဲ့စကားလည်းမရှိဘူးဒါပြောပြတာစိတ်ဆိုးကြမလို့ right စိတ်ဆိုးကြကိစ္စမဟုတ် right ကိုအားလို့ကိုညံ့လို့ကိုတုံးလို့ကိုအလိန်ခံရတာအဲ့ဒါလိုပဲ KB နဲ့ပတ်သက်လို့လာလိန်နေရှင်းလေးပဲဗျာကျွန်တော်ပြောပြီးပြီကိုနာမည်ပြောကြမလို့ तू ကဥပဒုပါလို့မင်းဥပဒကိုမဖြေနဲ့ကျွန်တော်ပြောသလိုတစ်ဖက်သားကိုဥအောင် question များထုတ်ရတယ်မေးခွန်းများမေးပလိုက်ရဘာမေးရမလဲမင်းဘယ်သူလဲဘာကိစ္စဆက်တာလဲပြီးတော့မှမင်းပြောတဲ့လူမဟုတ်ဘူးမင်းမှားနေတယ်ရှောက်ကိုလည်းလိန်နေ तू လိန်ကိုလိန်နေတဲ့ကောင်စားတာပဲဟိုလိန်နေတဲ့ကောင်တာတာပဲဟိုကျွန်တော်ပြောရှင်းလေးပဲနော်အဲ့တော့လိန်နေတဲ့ကောင်ကလိန်နေတဲ့လူကတာတာပဲသူ့ကိုပြန်လိန်နေတဲ့လူပြောတာဗောနော်ကိုကလိန်နေဆိုတာကဟိုကိုတူလိန်တာကိုလွတ်အောင်လေကိုယုံထွက်တာခေါ်တယ်ဖြီထုတ်တာဖြတ်ထုတ်တာဖြီထုတ်တယ်ဖြတ်ထုတ်တယ်ခေါ်တယ်ဖြတ်ထုတ်ပြတာသူလိန်မင်းလိန်နေတော့ငါတည်တယ်ဒါပေမဲ့ကိုကပုံစံတစ်မျိုးနဲ့ပညာသုံးပြီးတော့ဖြတ်ထုတ်တာဖြီထုတ်တာကိုခေါ်တယ်ကျွန်တော်တို့ကဒါလေးကိုရှင်းပြတာ alright အဲ့လိုဖြီထုတ်နိုင်တဲ့ဖြတ်ထုတ်နိုင်တဲ့ skill ကိုရှိရတယ်အရေးချင်းရှိရတယ်အဲ့ဒါမှကိုကအလိမ်မခံရမှာနော်ကိုကဘာလာကိုနာမည်အရင်စပြောတဲ့လူကအဲ့ဒါလူညံ့နော်ကိုပြောကြမလို့နော်ကျွန်တော်တို့လူခွင့်ရေးအခွင့်ရေးရကိုလည်းကျွန်တော်တို့ကိုမတိတဲ့ဖုန်းတကောကဝင်လာတယ်အစိမ်းပေါ့ဖုန်းနံပါတ်ကိုဘယ်သူလဲမေးတယ်ကိုပြောတာမလို့လားကျွန်တော်ဆိုပြောလို့မရှိဘူးကျွန်တော်အများနဲ့ပြောတယ်ကျွန်တော်ဖုန်းဆက်တယ်ဖုန်းနံပါတ်စိတ်ကြီးလာတာပဲကျွန်တော်ပြောလို့မှမရှိဘူးမပြောဘူးလေကျွန်တော်အဲ့ဒါလေးဒါရှင်းပြတာနော်ဟိုကျွန်တော်ပြောလို့မရှိဘူးကျွန်တော်ပြောဘူးကျွန်တော်နာမည်ဘယ်သူလဲဘယ်တော့မှရေးစမပြောဘူးကျွန်တော်ကနေအရင်ဆုံးသူ့ကို question ၄၅ခုအရင်ရှုတာကျွန်တော်တကုံကျွန်တော်အဲ့တည်းမှာကျွန်တော်စိတ်ထဲမှာစင်ကြီးလုံးတရားနဲ့ကျွန်တော်ပညာနဲ့ကျွန်တော်ကြည့်လိုက်တယ်ဒါဟိုဒါငါနဲ့တက်ဆိုင်နေဆိုတော့မှအေးဟုတ်ပြီမင်းပါဘူးဆိုတော့သူ repeat လုပ်ခိုင်းတာကျွန်တော်သူပြန်တော့ repeat လုပ်ခိုင်းတာအေးပြန်ပြောပါကွာမိကိစ္စငါစိတ်ထဲမှာမကြငါလွတ်သွားလို့ငါအလုပ်လုပ်ဘာနာပေါ့ 4တက်မှာကိုအဲ့လိုလောက်ရတယ်ကို4ပေါ့တက်မှာကိုကလေကိုလည်း4တက်ကို4တက်ကို4တက်ကိုတွေ့ပါထားလေးနဲ့ပေါ့ကို4တက်အဲ့လိုလူကအလိမ်မခံရကျွန်တော်ဆိုကိုသူ့ပြန်မေးတာတစ်ဖက်သားကိုမင်းဘာတူလဲဘာကိစ္စလဲဘာအကြောင်းအရာနဲ့ဆက်တာလဲဘာပြီးကျွန်တော်ကကျတော့ပုတ်တာကောင်းတယ်ကျွန်တော်ကကျတော့ပုတ်တာလေကျွန်တော်ဟိုလွှဲတယ်ပုတ်เนาะကျွန်တော်ရဲ့ social policy ကျွန်တော်ရဲ့လူမှုရေးpolicy ကလွှဲတယ်ပုတ်နဲ့ကျွန်တော်သွားတယ်မြည်ကြီးကိစ္စမှမဆိုမြည်ကြီးအကြောင်းအရာမှမဆိုကျွန်တော်လွှဲတယ်ပုတ်နဲ့ကျွန်တော်အလုပ်လုပ်လေးရှိတယ်အဲ့ဒီစနစ်နဲ့ပဲကျွန်တော်ကျင့်သုံးတယ်အဲ့ဒီစနစ်ကိုကျွန်တော်တွေ့နေကြဘယ်နေရာမှာဆိုကျင့်သုံးတယ်โอเคလူမှုပေါင်းနေဆက်ဆံရေးတာရေးနာရေးဘာညာပေါ့မိသားစုတွေကျွန်တော်အဲ့ဒါနဲ့ပဲကျွန်တော်သွားတယ်အဲ့ဒါလုပ်ငန်းခွင်မှာအထူးသဖြင့်ကျွန်တော်ဒွရင်ကျဲသုံးပြီးကျွန်တော်အဲ့ဒါအဆင်ပြေတယ်လွှဲတယ်ပုတ်လွှဲပလိုက်တယ်တဲ့ပလိုက်တယ်တဲ့တာနော်တဲ့ပလိုက်တယ်ပုတ်ထုတ်ပလိုက်တယ်အဲ့ဒီစနစ်နဲ့ကျွန်တော်သွားတယ်ကျွန်တော်အတွက်ကအရန်အဆင်ပြေတယ်ကြိုက်ရင်ယူပါမကြိုက်ရင်လည်းပယ်လို့ရတယ်ကျွန်တော်ကတော့အဆင်ပြေတာကိုပြေတဲ့အကြောင်းကျွန်တော်ပြပြတာအမေရိကန်မှာနေထိုင်ရင်အဲ့ဒီစနစ်ကိုကောင်းကောင်းနားလည်ရတယ်အဲ့ဒီစနစ်နဲ့ပဲအလုပ်လုပ်တယ်ကျွန်တော်ကတော့အလုပ်တယ်သူများတွေတော့မသိဘူးနော်သူများတွေဘာနဲ့လုပ်တယ်တော့မသိဘူးโอเคကောင်းပါပြီကျွန်တော်အဲ့အလိမ်ညာကိစ္စလေးတွားအောင်เนาะကျွန်တော်ပြောချင်တာအဲ့တော့ဗျာဟို KB ကိစ္စလည်းရှင်းတယ်ကိုကသူ့ပြန်လိမ်လေဥမာဟိုအေးငါဘုံမူကြီးဘသူပေါ့ငါဘုံမူချုပ်ဘသူပေါ့အဲ့ဒါမှငါဘုံမူကြီးဘသူကိုပြန်လိမ်ငါဘုံမူကြီးဘသူပေါ့အဲ့လိုပြောဘုံမူကြီးဘသူ What's up baby What's going on You're not here Try not toအဲ့လိုမျိုးပေါ့ကိုကအဲ့စနေနဲ့တွားပါတော့အဲ့စနေနဲ့အလုပ်လုပ်တယ်ကျွန်တော်
အဲ့ဒီပြတာအဲ့ဒါအဲ့ KP မှာလည်းအဲ့လိုပဲကိုကလေဟိုကျွန်တော်လိန်နေလွယ်လွယ်လေးပါဟိုဒီမှာသူ့ကိုမြင်ကိုသူအေးမင်းကိုကရင်စမိလေအဲ့ KP နဲ့စပြီးဖုန်းဆက်လာတဲ့ကောင်ကိုကဟိုမင်းဘယ်ကမင်းနာမည်ငါ့ကိုပြောစမ်းအဲ့လိုမင်းရဲ့ဟုတ်ပြီမင်းဘယ်ဌာနလဲငါ့ပြန်ပြောအသေးစိတ်နောက်ပြီးတော့မင်းရဲ့ဝန်ထမ်းကတ်ငါ့ကိုအခု screenshot ရိုက်ဖို့ဘာညာကွာအဲ့လိုလို့မင်းအခုမင်းအခုမင်းရဲ့ဝန်ထမ်းကတ်တွေပါတယ်ငါ့ကိုအခုချက်ချင်းငါ့ကို screenshot ရိုက်ပြီးပို့လိုက်ကိုပြန်ခိုင်းရတယ်သူ့ကိုပြန်ပြီးတော့ခိုင်းကိုကသူ့ပြန်ခိုင်းလာလေနဲ့ငလေကိုပြန်ခိုင်းကိုကအဲ့လိုခိုင်းနေတဲ့ဟို scale ရှိရင်ကောင်တော့မလိန်ရဲတော့လိန်မှာမဟုတ်တော့အေးဟုတ်ငါ့ကိုဖုန်းကင်ထားမယ်မင်းအခုငါဖုန်းမင်းအေးမင်းဟိုလေငါ့ကိုချက်တော့ငါလဲဟိုအဲ့ကမ္ဘောဇာဟိုလူကြီးနဲ့တည်တယ်ကွာငါမေးကြည့်မယ်ဟုတ်မဟုတ်လားအဲ့မင်းရဲ့လုပ်ပါဦးမင်းရဲ့ဝန်ထမ်းကတ်လေးငါ့ကိုပို့လိုက်ပါဦးအခုပို့ငါစောင့်နေမယ်3မိနစ်2မိနစ်10မိနစ်စောင့်နေမယ်အဲ့လိုမျိုးပေါ့10မိနစ်အချိန်ပေးမယ်မင်းကိုအေးစောင့်ငါ့ကိုပို့လိုက်ဟုတ်ပြီငါပြီးမင်းကိုပြန်ခေါ်မယ်ငါလိုရမင်းပြန်ခေါ်လိုက်မယ်ဟာညာပေါ့ဘာလဲမင်းငါ့ကိုတော့တနာရီနေပြန်ခေါ်ဖိတ်ပေါ့ကွာကိုဖောပေါ့ငါဘုံမူကြီးဘူးသူကငါဘုံမူချုပ်ဘူးသူကကိုရှောက်ငါဘုံမူကြီးငါခမရဘလောက်ကခလာရဘလောက်ကအေးငါဘုံမူကြီးပဲကွာရှောက်ပြောပေါ့ကိုလည်းလိန်ပေါ့နော်ကိုလည်းအဲ့လိုလိန်ရတယ်လိန်ပြီးတော့အေးဟုတ်ပြီမင်းမဟုတ်ရင်မင်းကငါတက်နဲ့လာဝိုင်းမယ်ဖမ်းမယ်ဒါပဲဖမ်းမယ်သူ့ကိုချင်းချောက်ကိုကသူ့ကိုပြန်ချင်းချောက်နေတယ်အဲ့လိုသူ့စီကသူ့ကိုပြန်နိုင်သူ့ကိုများဗျာဖိအားပြန်ပေးတာသူ့ကိုပြန်ပြီးတော့ဟို stress ပြန်လောက်တာကျွန်တော်တို့ stress အဲ့လိုသူ့အဲ့လိုချင်းချောက်တာအဲ့ချင်းချောက်နိုင်တဲ့ဟိုအရေးချင်းရှိရတယ်ဘာသူပြန်ချင်းချောက်အေးငါဘုံမူကြီးဘူးသူအဲ့လိုပြောလိုက်ပေါ့ကွာအေးငါဘုံမူကြီးဘူးသူအေးငါဘုံမူကြီးဘူးသူငါပြောနေတာကွာအေးမင်းဝန်ထမ်းကငါအပူစံငါကြည့်မယ်ငါစစ်ဆေးဖို့လိုတယ်မင်းလိုပဲငါလည်းစစ်ဆေးရငါစစ်ဆေးပြီးမှမင်းမှန်ကန်မင်းငါရောပို့မယ်ဘာညာပေါ့တဲ့မှာမင်းလှုပ်လို့ရတယ်ဟိုမင်းအဲ့ဒီ security level မြင့်လာတယ်ဗျမင်းတို့လှုပ်ခွင့်ရှိတယ်လှုပ်ရမယ်ဒါပေမဲ့ခဏနေငါမင်းကိုရင်စစ်အောင်မယ်ဖိတ်မော်ကိုသူ့စီကဝင်တဲ့ကငါ့ကိုပြတယ်မင်းကြိုင်လားဖုန်းကြိုင်လားသူ့ဘေးကွန်ဗျာဘေးကွန်လှုပ်ပြီးဖုန်းကြိုင်လားဆိုပြီးတော့ခုဖုန်းကိုဗျာကျွန်တော်ပြောသလိုလေးဖြူတို့မျိုးကြီးတို့တချင်းဖွင့်ထားပြီးတော့ခဏအပ်ထားပေးလိုက်ဒီကိုကအေးငါသွားစစ်အောင်မယ်ငါဘယ်လောက်ကြာမယ်မသိဘူးအဲ့လိုမျိုးသူ့အကုန်အဲ့လိုလှုပ်ဖြစ်အဲ့ဒါမှ तू ကသူစိတ်ပြတ်သွားမယ်သူစိတ်ပြတ်တော့ तू မခေါ်ရတော့သူ့ဝန်ထမ်းကကိုရအောင်တော့မင်းဝန်ထမ်းကငါပြတယ်အခုဓာတ်ပုံရိုက်ပြတယ်အဲ့လိုမျိုးပေါ့မင်းဝန်ထမ်းကမင်းဖုန်းနံပါတ်ပေးဘာညာပြန်သူ့ဗျအကုန်ရှောက်ပြီးတော့ဟိုကိုပြတ်မေးပေါ့များလေးတင်ပါအဲ့ကောင်တော့မလိန်ရဲတော့အဲ့ကောင်ဖုန်းခေါ်ရတော့ငါဘုံမူကြီးဘူး तू ကွာပြောလိုက်တယ်ကိုဘာဖြစ်လဲ तू လဲဖုန်းနဲ့လိန်တာကိုလည်း तू ပြန်လိန်ပေါ့ဟုတ်တယ်မလားငါဘုံမူကြီးဘူး तू ကွာခမာရဘလောက်ကခလာရဘလောက်ကပြောလေကိုပြောပြီးတော့ကိုလည်း तू ပြန်လိန်ပေါ့ဟုတ်တယ်မပြီးရင်မင်းရဲ့ဝန်ထမ်းကငါအရင်ပြပါဦးငါချက်ကြည့်အောင်ရောက်မင်းငါ့ပြပါလေကိုကသူ့ပြန်ပြီးချင်းကြောက်တဲ့အမိန်ပေးတန်နေပိုင်းနဲ့ကိုပြောပေါ့နော်အမိန်ပေးအပေါ်စီးကနေပြောနော်ကိုကအောက်စီးကပြောတာမလို့အပေါ်စီးကပြောတာဒါမျိုးပေါ့ KB ကိစ္စတော့ဒါပဲလွယ်လွယ်လေးပဲစကားစစ်ထိုးတာပဲနော်စကားစစ်ထိုးတတ်ဖို့လိုတယ်နော်စကားစစ်မထိုးတဲ့ကိုရှုံးတယ်အမြဲတမ်းရှုံးတယ်နော်စကားစစ်ထိုးတယ်ဆိုတာဟိုပညာသုံးရအောင်ပညာတော့လိုတာပေါ့နော်ပညာမရှိဘဲနဲ့ဟိုစကားပြောအရေးလဲဖို့လည်းလိုတယ်စကားပြောအရေးမလဲဘဲနဲ့ဆိုရင်တော့မရဘူးပေါ့နော်ဒါလေးဒါပဲပြောတာဘူးတတ်โอเคအဲ့တော့ဟို KB လိန်တဲ့ကိစ္စဒါကျွန်တော်နမူနာနဲ့ဘယ်လိုပြန်ပြီးတော့ဖြတ်ထုတ်ရမယ်ဖြည့်ထုတ်ရမယ်ဆိုတာကိုကျွန်တော်ပြောပြီးပြီအဲ့လိုပဲဒီကျွန်တော်တို့ဒီမှာလည်းအဲ့လိုပဲလိန်နာတွေကတော့အများကြီးပဲဟိုကျွန်တော်ပြောပြရင်ဗျာဟိုကျွန်တော်ပြောသလိုပေါ့ကျွန်တော်မှဒီ challenge မရှိဘဲနဲ့ရှိတယ်လို့ပြောပြီးလာလိန်နာမျိုးငွေတန်ငွေဆောင်ခိုင်းတာမျိုးဒါမျိုးတွေပေါ့ကျွန်တော်မှ challenge မရှိဘူးเนาะဒီ9နှစ်အတွင်းမှာဘာ challenge မှမရှိဘူးโอเค speed ticket လို့ခေါ်တယ်ဒီအရှိန်ညှင့်ပြီးမောင်းတဲ့အဖမ်းခံတဲ့ challenge ticket မရှိဘူးအဲ့ဒါလိုပဲဘာ ticket မီနီဖြတ်မောင်းတာလည်းမရှိဘူးဘာ challenge မှမရှိဘူးအဲ့ကျွန်တော်မှ challenge မရှိဘူးရှိတယ်ဆိုတော့ကျွန်တော်အတိဆုံးနေဗျာเนาะကျွန်တော်တိတာပေါ့เนาะကျွန်တော်မှဘလို့တိလဲဆိုတော့သူတို့ကအစိုးရကအရန်မြန်เนาะအကယ်၍ကျွန်တော်မီနီဖြတ်မောင်းသွားတယ်ဒါမှမဟုတ်တိုးမှပတ်စံမပေးပဲမောင်းသွားတယ်ဆိုရင်ချက်ချင်း2ရက်အတွင်းအစိုးရကတက်မစိမပို့စာပို့စာလိုက်ကနေစာချက်ချင်းရောက်2ရက်ပဲကြာ2ရက်အတွင်းချက်ချင်းပဲမင်းဘယ်မီ point မှာဘယ်အချိန်တုန်းကပါဆိုပြီးသူကပုံနဲ့တကွာသူရောက်လာတယ်အဲ့မှာကိုယ့်ရဲ့ကား information ကိုယ့်ရဲ့ကားဓာတ်ပုံပါတယ် location ပါတယ်အဲ့မှာ location အချိန်ပါတယ်ရက်စွဲပါတယ်အတိအကျပါတယ်เนาะတေချာလေးပါတယ်เนาะအဲ့လိုပါတယ်အဲ့လိုပဲတိုးဖြတ်သွားတယ်တိုးတစ်ခုပေါ့ထားပါတော့အမြန်လန်းခေါ်တာပေါ့ဒီမှာအမြန်လန်းဟိုကျွန်တော်တို့ peach pass တော့ရတယ်ဒီမှာဆို peach pass ခေါ်တယ်အဲ့ဒီ peach pass ကိုမဝယ်ထဲပဲဥမာခေါ်တာနော်အဲ့ peach pass ကိုမဝယ်ပဲနဲ့ကဖြတ်သွားတယ်ဖြတ်လို့လည်းရတယ်ထားလိုက်အောင်ဖြတ်သွားအောင်ခိုးဖြတ်တာကိုဖြတ်တယ်ပေါ်တင်ဖြတ်တယ်ဖြတ်ပြီးကို
ပြီးတော့ तू အဲ့တော့ကိုမင်းက peach pass မဝယ်ထားဘဲနဲ့ဖြတ်တယ်ဆိုရင်မင်းဒိုင်ငွေဆောင်ရမယ်ဆိုပြီးတော့အိမ်ကိုစာတိုက်ကနေလာတယ်အဲ့ဒါလိုပဲအဲ့ဒီတိုးဖြတ်တာမှလည်း तू ကဘာဖြစ်လဲကားရဲ့ဓာတ်ပုံပါတယ်နံပါတ် plate ဒီ license plate ပြအနောက်ကနေဓာတ်ပုံရိုက်တာကားပုံပါတယ်ကားကိုဘေးရရိုက်ထားတဲ့ပုံတစ်ပုံပါမယ် license plate ပြပုံဒီချာလေးဖော်ပြထားတဲ့ပုံပါတယ်အချိန်ပါတယ်ရက်စွဲပါတယ်နေရာပါတယ် location ပါအဲ့ဒါကိုလည်း तू ကအစိုးရကအဲ့ဒီ company တွေကအစိုးရနဲ့ तू ချိတ်ထားတာဖြစ်တဲ့အတွက် तू တခါတည်းစာတိုက်ကပဲပို့တယ်ဖုန်းနဲ့မဆက်ဘူးဖုန်းဆက်ပြီးလဲဒီဒန်ကြီးပေးဆောင်မယ်လို့ तू တခါမှမဆက်ဘူးအဲ့ဒါလိုပဲတက် message တို့ဘာလို့လဲမပို့ email လည်းမပို့ okay အဲ့ဒါလေးတွေအဲ့ဒီ knowledge တွေကိုတည်ထားရတယ် okay အဲ့ဒီ knowledge တွေမတည်ထားဆိုကိုအလိန်ခံဟုတ်တယ်နော်အလိန်ခံတွေရှိတယ်နော်ဒီဗမာ community မှာလည်းရှိသလိုတိုင်းသားတွေမှာလည်းခဏခဏဖြစ်တယ်ဘာလို့မသိဘူးမမေးဘဲနဲ့ရမ်းပြီးတော့လူကကြောက်တော့ကျွန်တော်ဆိုလို့ရှိရင် तू ကမင်းဘယ်ရက်အတွင်းဟာလားမေလ31ရက်မေလ30 तू ကကျွန်တော် time target တွေပါလေလားမေလ30ရက်နေ့အတွင်းမင်းဟာဒဏ်ရင်းငွေပေးမဆောင်ဆိုရင်မင်းကိုlicense ပိတ်သိမ်းမယ်လို့ဟာလားကျွန်တော်ရဲ့ဒီကား license plate ပြကိုလည်းတက်တန်းတိုးလို့မရအောင်ပြုလုပ်ဖြစ်မယ်လို့သူချင်းချောက်တာချင်းချောက်တဲ့ပုံစံမျိုးနဲ့သူရေးထားတယ်ကိုကရီတာပေါ့နော်ကျွန်တော်ကဘယ်လိုရီလဲဆိုတော့ကျွန်တော်သိတယ်လေကျွန်တော်မှာဘာမှမရှိဘူးဆိုတာကျွန်တော် guarantee လို့ကျွန်တော်ကအဲ့သူပို့တဲ့အချိန်မှာကျွန်တော် online မှာကျွန်တော်ရဲ့ license plate ပြကိုတက်တန်းအောင်တိုးပြီးနေတက်တန်းတိုးပြီးလို့ပဲကျွန်တော်ကအိမ်ကောင်စာတိုက်ကနေ2ရက်တည်းမှာရောက်2ရက်3ရက်တည်းမှာရောက်ပြီးနေပြီပါခေါ်မယ် license တက်တန်းတိုးတယ်ခေါ်တာပေါ့ license ဆိုတာကားမော်တော်ယာဉ်မှတ်ပုံတင်တက်တန်းတိုးတာ okay မော်တော်ယာဉ် license plate ပြကိုတက်တန်းတိုးတာအဲ့ license plate ပြတစ်ခါကျွန်တော်တို့တက်တန်းတိုးရတယ်ကျွန်တော်တို့ကတလားခွဲတွင်းတလားခွဲတော့အချိန်ကြိုပြီးတိုးလို့ရတယ်ကပ်ပြီးတိုးလို့ရတယ်ပြတ်တာမရှိဘူးအဲ့တော့အစိုးရတလားခွဲလောက်ဆိုရင်သူစာemail ကနေပို့တယ်email ကနေဒါမင်းတိုးလို့ရပြီဆိုပြီးအစိုးရ website ချပေးတယ်အစိုးရ website မှာတွားပြီးတော့ form ဖြည့်ပြီးတော့တိုးလိုက်ရုံပဲအဲ့ဒီ form ဖြည့်လို့ရှိရင်လည်းကိုကမှ emission ဝင်ရမယ်ဆိုလည်းဝင်ရမယ်သူရေးထားတယ်မဝင်ကြမလို့ဆိုရင်လည်းဝင်ကြမလို့ကျွန်တော်တို့အဲ့လို model တွေရေးထားတယ်အဲ့တော့ကျွန်တော်ရဲ့ကားရဲ့ information အကုန်ပါတယ်ကျွန်တော်ကဒါပေမဲ့ကျွန်တော်တို့ကအဲ့မှာလည်းအစိုးရ website မှာလည်းဝင်ရင်လည်းဝင်လို့မရဘူးသူကကိုယ့်ရဲ့ information ကိုအရင်ဖြည့်ရတယ်ဆိုတော့ရင်မောင်းလိုက်စင်နံပါတ်ကိုဖြည့်ရတယ်နောက်ပြီးတော့ကိုကားရဲ့ license plate ပြားကိုဖြည့်ရတယ်အဲ့ဒီချက်နဲ့သူကစစ်တယ်အနည်းဆုံးလေကိုယ့်ရဲ့နောက်မှ VIN number ဆိုတော့ကျွန်တော်တို့ Chelsea number လည်းခေါ်တယ်ရန်ကုန်မှာအဲ့ဒီ VIN number နဲ့သူကထည့်ပြီးစစ်ကြတယ် VIN number ကရှိတော့ကိုလည်းမမှတ်ထားဘူးကိုကအဓိကတော့ကိုယ့်ရဲ့ license plate ပြားကိုရိုက်ထည့်လိုက်တယ်ကိုယ့်ရဲ့ကားရဲ့ဒီ motor ယာဉ် plate ပြားနောက်မှာလေပါတယ်အဲ့ motor ယာဉ် plate ပြားရဲ့ number အဲ့ဒါကိုထည့်ရတယ်နောက်ပြီးတော့ရင်မောင်းလိုင်စင် number ကိုထည့်ရတယ်ထည့်လိုက်လို့ရှိရင် तू ကအဲ့ဒီမှာ तू ကဘာခေါ်မလဲအဲ့ဒီ information မှန်မှနော်ကိုယ့်ရဲ့မွေးသက်ကလေးတွေပါထည့်ရတယ်ကိုယ့်ရဲ့ first name တွေ last name တွေထည့်ရတယ်အဲ့ဒီဟာတွေမှန်မှ तू ကရှေ့ဆက်ပြီးတော့ခေါ်သွားတာwebsite ကမှားရင် तू ကချက်ချင်း cancel तू ကပေးမဝင်ဝင်လို့လည်းမရဘူးဆက်ဘာမှလုပ်လို့မရဘူးအဲ့လိုမျိုးတိကျတယ်တေးကြတယ်ကျွန်တော်တို့ကအဲ့ဒီဟာတွေကိုကျွန်တော်တို့အစ်စ်ကိုတွေ့ဘူးမြင်မှုထားတဲ့အတွက်ဒီအတုကလိုက်အတုမှန်တန်တည်ဒါလေးပြပြတာနော်အတုကဘယ်လိုပုံစံနဲ့ချိတ်ကပ်လာတယ်အဲ့လိုမျိုးပေါ့နော်ဒါလေးပြပြတာအဲ့တော့Facebook ပေါ်မှာလည်းဒီလိုပဲအကျိုးမရှိပဲလိန်ဖို့စူးစမ်းတဲ့မိန်းကလေးတွေယောက်ျားလေးတွေကိုကျွန်တော်ပြောချင်တာမလို့သူတို့လုပ်တဲ့အကျိုးမရှိဘူးနော်တချို့သူတို့ဘာဖြစ်ချင်မှန်းဘာလို့ဂျပန်ကျွန်တော်မသိဘူးလိန်ဖို့လားသူတို့ US citizen ဖြစ်ဖို့အတွက်ယောက်ျားရှာတာလားမိန်းမရှာတာကျွန်တော်မသိဘူးဒါပေမဲ့ချင်းကပ်ဖို့ကြိုးစားတော့ကျွန်တော်သိတယ်အဲ့လိုပဲကျွန်တော်နားလဲတယ်ချင်းကပ်လာတဲ့ခါမှာလည်းမရိုးသားဘူးတချို့ဆိုရင်ဟန်ဆောင်လာတယ်ကျွန်တော်ပြောလို့အထီးကနေအမဟန်ဆောင်လာတယ်အမကနေအထီးဟန်ဆောင်ဘာမှကျွန်တော်တပ်ပရနံပါတ်ကျွန်တော်တုံးသက်ကြည့်တဲ့အခါကျတော့ဘာမှသူတို့တက်ဘာမှအကျိုးမရှိဘူးကျွန်တော်အတွက်လည်း big deal မဟုတ်ဘူးကျွန်တော်ကသူတို့နဲ့တည်ချင်းမတည်ချင်းခင်မင်ချင်းမခင်မင်ချင်းဟာကျွန်တော်အတွက် big deal မဟုတ်ဘူးကျွန်တော်အတွက်လည်းကိစ္စမရှိကျွန်တော်စိတ်လည်းဝင်စားဘူးရှင်းလေးပဲစိတ်လည်းဝင်စားဘူးစိတ်ဝင်စားမှလည်းမဟုတ်Facebook မှာလာအပ်တယ်အမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေကျွန်တော်မသိရသူပေါ့ဒါပေမဲ့ကျွန်တော်ကစိတ်ဝင်စားဘူးသူကသူပဲနယူးယောက်မှာပဲနေဝါရှင်တန်နေရှင်းလေးပဲ LA မှာပဲနေကျွန်တော်စိတ်ဝင်စားဘူးကျွန်တော်လည်းအမေရိကန်မှာနေတာကျွန်တော်ကသူတို့နဲ့လည်းငယ်ချင်းလည်းမဟုတ်ဘူးသူတို့ရဲ့ personal ကိုလည်းသိကြမလို့တိမှာသူတို့တချို့ဆိုကျွန်တော် lock ချပြီးလာပြီးအပ်တယ်ကျွန်တော်တန်း block လိုက်တယ်lock ချတဲ့လူတွေ block ဖြစ်တယ်အဲ့လိုမျိုးအကျိုးမရှိဘူးသူတို့ကအထူးသဖြင့်ကျွန်တော်မကြိုက်မြတ်တဲ့ဆုံးကဘာလဲဆိုတော့ဒီဟန်ဆောင်ပြီးတော့လာအပ်တာဥမာကျွန်တော်ပြောတယ်ယောက်ျားလေးကမိန်းကလေးဟန်ဆောင်ပြီးလာတယ်မိန်းကလေးကလည်းယောက်ျားလေးဟန်ဆောင်ပြီးဝင်လာတာမျိုးတွေနောက်ပြီးတော့စကားတွေကို
ရှေ့ဒီမျိုးနောက်ဒီမျိုးရေးတာကျွန်တော်ကကြည့်တိုင်းတည်ရဟာနေရရှိတယ်လေအဲ့ဒါမျိုးကျွန်တော်တည်ရရေးချက်ကဗျာတချို့လဲကျွန်တော်ထင်ပါတယ်သူတို့ဘက်ကနေတွေးကြည့်တာလေသူတို့က student visa နဲ့လာတယ်အလဲ visa နဲ့လာတယ်သူတို့က A နဲ့နေတယ် A နဲ့နေတယ်ဆိုတော့သူက A ကပန်တင်ဖြစ်နေတာဘယ်လောက်ဖြစ်မှန်းသူတို့မသိဘူးတချို့လဲသိတယ်နတ်တဲ့လူကသိတယ်တိတော့အနည်းဆုံးဘယ်လောက်ကြာမလဲ4နှစ်ကြာရင်ကြာမယ်5နှစ်ကြာမယ်မဟုတ်10နှစ်ကြာနိုင်တယ်အဲ့ထက်လဲအနည်း20လဲကြာနိုင်တယ်အဲ့တော့သူတို့က A approve ဖြစ်မှသူတို့က green card ရမယ် green card ရမှ green card နဲ့နေပြီး9နှစ်ပြည့်မှ US citizen ရှောက်ထားရယူပိုင်ခွင့်ရှိတယ် US citizen ဖြစ်မယ်ဆိုတော့အရန်ကြာတယ်အဲ့တော့ US citizen ဖြစ်မှ US passport ရမှနိုင်ငံတကာကိုခီးသွားလို့ရမှာဖြစ်တယ်ဝင်ထွက်လို့ရမှာဖြစ်တဲ့အတွက်သူတို့က US citizen ဖြစ်ဖို့တဲ့သူတို့မှာအများကြီးခက်ခဲတွေရှိတယ် US citizen မြန်ဖြစ်ဖို့ကတနည်းပဲရှိတယ် US citizen ဖြစ်ပြီးသားသူနဲ့အမြန်ယူမလက်ထက်ယူမပေါ့နော်တရားဝင်လက်ထက်ယူမသူက US citizen အမြန်ဖြစ်အထီးကနေအမကိုလက်ထက်လို့ဖြစ်စေအမနဲ့ထီးကိုဖြစ်စေပေါ့ဗျာဒါဥပမာပြောတာဒါကိုယ့်ကိုမြင်ကြည့်ပေါ့ဥပမာကျွန်တော် US citizen ကျွန်တော်single ဆိုပါတော့ကျွန်တော်နဲ့ယူလိုက်တယ်ဆိုရင် तू ကအလိုလျောက်ကျွန်တော်အိမ်တော်ကျွန်တော်ရဲ့ spouse ဖြစ်သွားတယ်အိမ်တော်ဘက်ဖြစ်သွားတဲ့အတွက် तू က automatically तू က US citizen ဖြစ်တယ်ဖြစ်သွားတယ်A ဘန်တွေကနေ auto ဖြစ်သွားတယ်ဒါမျိုးတွေရှိတယ်သူတို့ကအဲ့လိုဖြစ်ချင်လို့သူတို့ကအဲ့လို US citizen အမြန်ဖြစ်ချင်လို့လာရောက်ချင်းကပ်တာလားဆိုတာကိုကျွန်တော်သိတယ်နော်ဒါသိတဲ့အကြောင်းပြပြတယ်ကျွန်တော်သိတယ်အဲ့လိုလဲကျွန်တော်ထင်တယ်ယုံကြည်ယူဆတယ်နော်အဲ့လိုလဲယုံကြည်အဲ့တော့မလုံနဲ့အကျိုးမရှိဘူးအဲ့ဒါအချင်းကြီးပဲကိုလာတဲ့ကိုယ့်ရဲ့ immigration status ကိုကိုကနားလဲငါဘာနဲ့လာလဲငါကောင်းမွန်နေအဲ့တခြားအဲ့ဒီကိုက A လဲခံထားသေးတယ်လိန်နဲ့စားကျင်တယ်တော့မလုံနဲ့လေလိန်နဲ့ဆိုတာကျွန်တော်တို့လူမျိုးနဲ့တွေ့ရင်တော့အဲ့အလိန်ကျွန်တော်ကဖော်ပါလေကျွန်တော်ကအလိန်ညာတွေအကုန်လိုက်ဖော်ပေးနေတာโอเคကျွန်တော်ကအလိန်ညာဆိုရင်ကျွန်တော်မကြိုက်ဘူးမကြိုက်တဲ့ကျွန်တော်အလိန်ညာမှန်တယ်များကိစ္စမှန်တယ်လိုက်ဖော်ထုတ်ပေးနေတာအခမဲ့ဖော်ထုတ်ပေးနေတာဒီကိစ္စတော့ဟေးဒါအလိန်ညာကိစ္စဒီကိစ္စတော့ဒါဘာကိစ္စကျွန်တော်ပြပေးနေအခမဲ့ကျွန်တော်ပြပေးနေ right အဲ့တော့အကျိုးမရှိနော်အမေရိကန်ပြည်ထောင်စုကိုရောက်လာတယ်main ကလေးတွေယောက်ျားလေးတွေ student visa နဲ့ရောက်လာတဲ့ main ကလေးယောက်ျားလေးတွေအလဲ visa နဲ့ရောက်လာတဲ့ main ကလေးတွေယောက်ျားလေးတွေဟလာမီကို visa တွေနဲ့ရောက်လာတယ်ဟလာရောက်လာတဲ့ sponsor visa နဲ့ရောက်လာတဲ့ဒီ main ကလေးတွေယောက်ျားလေးတွေပြီးတော့သူက A ခံထားတယ်အဲ့ A ခံထားတဲ့သူတွေကနော်အကျိုးမရှိတဲ့အလုပ်ကိုမလုပ်နဲ့နော်မလုပ်ဖို့အကြံပြုတိုက်တွန်းလို့တယ်အကျိုးမရှိကျွန်တော်လူမျိုးကိုလာလို့ရင်အဲ့ဒီမိန်းကလေးတွေယောက်ျားလေးတွေဘာပြန်ရမလဲဆိုတော့သူတို့ဘာမှမရနော်ရေပေါ်မှာအယုတ်ရေးတယ်လို့ကျွန်တော်ပြောသလိုဟလာလေထဲမှာဘာဖြစ်လဲတိုက်ဆောက်တယ်လို့ဟလာလာမင်းကိုကြည့်ပြီးတော့ခွေးရဟောက်တယ်လို့ဘယ်သူတို့ဖြစ်နေမှာပဲဒါတော့ပြတာဒါအရှိရပဲသူတို့ဘောအဲ့ဒါနဲ့လေနေမှာရေထဲမှာအယုတ်ဆွဲနေတယ်လို့ပဲအကျိုးမရှိဘူးတဲထဲကိုပါပဲရေသွန်နေတယ်လို့ပဲတဲထဲမှာရေဘယ်လောက်သွန်တော့အကျိုးရှိလားမရှိဘူးလေဘာမှဖြစ်မလားတဲထဲမှာရေသွန်နေရေထဲမှာအယုတ်ဆွဲနေတယ်လေထဲမှာတိုက်ဆောက်နေတယ်အကျိုးရှိရလားမရဘူးဖြစ်လာမှာမဟုတ်ဘူးဆိုတော့ပြောချင်တာသူတို့ဘောအဲ့ဒီဘာမှအကျိုးမြတ်ကျွန်တော်စီရမှာမဟုတ်ဘူးကျွန်တော်စီကလည်းဘာမှရရှိမှာမဟုတ်ဘူးပတ်စံဆိုတာဝေးလို့တဲ့မှာဘာမှရမှာမဟုတ်ကျွန်တော်ရှင်းလေးလိန်ဖို့ဆိုတာဝေးကြီးဗျာကျွန်တော်လူမျိုးကိုလာလိန်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေနော်နှစ်ပေါင်း100 200တောင်စူးစမ်းရင်တော့မလွယ်ပါဘူးဒါပြောပြတာပြောပြတာနော်အရှိတရားတိုင်းပြောပြတာအခုတနာကြီး10မိနစ်ပေါ့နော်ကျွန်တော်နောက်ထပ်2မိနစ်3မိနစ်နေကျွန်တော်ညီကုန်းချုပ်မှာဖြစ်တယ်ဒီနေ့ဒီနေ့ evening talk show ကိုကျွန်တော်ညီကုန်းချုပ်မှာဖြစ်တယ်ကျွန်တော်ကအထူးသဖြင့်ဒီပြောတယ်ဆိုတာကဒီ YouTube ပေါ်မှာကျွန်တော်ပြောတယ်ဆိုတာကအဲ့အလိညာကိစ္စတွေကိုကျွန်တော်ဖော်ထုတ်ပေးနေတာနောက်ပြီးတော့ဒီကျွန်တော်မြန်မာနိုင်ငံပြည်တွင်းပြည်ပတငယ်ချင်းတွေမိတ်ဆွေတွေဟာလာသိရှိပါစေတော့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ပြောပေးနေတာကျွန်တော်ကဆရာကြီးမဟုတ်ဘူးเนาะကျွန်တော်ဆရာကြီးလည်းမဟုတ်ဆရာကြီးလို့လည်းစိတ်လည်းမရှိဘူးကျွန်တော်ပြောပြီးပြီကျွန်တော်အခုအချိန်ပေးပြီးပြောဆိုပေးနေရဆိုတာပရိဒစိတ်ဓာတ်လေးတစ်ခုနဲ့ကျွန်တော်ပြောပေးနေတာနောက်ပြီးကလျာဏမိတ်တလူတိုင်းမှာကလျာဏမိတ်တဆိုတာလိုတယ်เนาะလူတိုင်းမှာမရှိဘူးမိသားစုထဲမှာတော့ကလျာဏမိတ်တနဲ့တူတဲ့မိသားစုဝင်ဆိုတာတော့မရှိတဲ့ခေတ်ကြီးမှာကာလကြီးမှာကျွန်တော်ကကလျာဏမိတ်တတူကောင်းအနေနဲ့ကျွန်တော်ကပြောပေးနေတာအခမဲ့ပြောကြားပေးနေတာတကယ်ချင်းမိတ်ဆွေတို့စီကကျွန်တော်ဘာမှနှောင့်လင်းချက်နဲ့မရှိဘူးရောက်လို့ချင်းမရှိဘူး alright ဒါလေးကိုပြောကြားလို့အဲ့တော့အထူးသဖြင့်ကျွန်တော်တို့အခုကကဘာကြီးမှာစစ်တရားဖြစ်လာတယ်နေ့စဉ်နေ့မှာစစ်ပွဲတွေကဖြစ်လာအောင်မှာ
okay ဖြစ်လဲဖြစ်နေစေဖြစ်ထပ်တိုးပြီးဖြစ်လာမဲ့စစ်ပွဲတွေရှိဒီတက်ကြီးသွားနိုင်တယ်တတိယကဘာစစ်နီးဖြစ်သွားနိုင်တဲ့စစ်ပွဲတွေလည်းဖြစ်လာအောင်ပါဖြစ်နေအောင်ပါအဲ့တော့ကိုကအဲ့လိုအခြေအနေမှာကျွန်တော်တို့တွေကအသက်ရှင်ရုန်းကန်ပြီးတော့ရက်တည်နေကြရတာနိုင်ငံပေါင်းစုံမှာเนาะနိုင်ငံပေါင်းစုံမှာဟိုကျွန်တော်တို့ရောခင်ဗျားတို့ရောအားလုံးပဲမြန်မာနိုင်ငံမှာရှိတဲ့လူတွေလည်းအတူတူပဲโอเคအဲ့တော့ကျွန်တော်တို့ကခေတ်ကာလမကောင်းတဲ့အချိန်မှာလူလာဖြစ်တယ်လူလာဖြစ်ပြီးတော့ဒီစစ်ပွဲတွေကြားမှာရှင်တန်ရုံးကန်ရက်တည်နေရတာဖြစ်တဲ့မနှဲကိုဟာကျွန်တော်တို့ကအတူတူပဲရှင်တန်ရုံးနဲ့ရက်တည်နေကြတယ်အဲ့တော့ခေတ်ကပြက်လေလူလိမ်လူညာများလေပဲအဲ့လူလိမ်လူညာများလာလေအရန်တတိထားဗမာနေတာအကြောင်းမဟုတ်နော်မြန်မာနိုင်ငံမှာပဲနေဂျပန်မှာပဲနေတောင်ကိုရီးယားမှာပဲနေအင်္ဂလန်မှာပဲနေကျွန်တော်ပြောဩစတြေးလျမှာပဲနေဟဟလား UK မှာပဲနေဟဟလားကနေဒါမှာပဲနေအမေရိကမှာပဲနေကျွန်တော်ပြောတာကြိုက်တဲ့နိုင်ငံမှာနေတဲ့နိုင်ငံအရေးမကြီးဘူးကိုအလိန်ခံရတယ်ဆိုတာကိုအရန်တုံးလို့အလို့လောဘအရန်ကြီးပြီးအချောင်လိုခြင်းလို့အလိန်ခံရတာရှင်းလေးပဲအဲ့ဘူတာပဲပြန်ဆိုင်တယ်ကြိုက်တဲ့တကယ်ချင်းမိတ်ဆွေကြိုက်တဲ့ရှူတောင်ကနေကြိုက်တယ်လို့တွေးပြီးတော့ဟိုကြည့်လို့ရတယ်ကိုယ်တိုင်တုံးတက်ကြည့်ကိုဘယ်လောက်တုံးနေအားလဲဆိုတာပေါ်လိမ့်မယ်ကိုတုံးလို့အလို့ကိုအလိန်ခံရတာအဲ့တော့ digital business ဆိုတာလေ MLM ပဲ MLM ကိုနာမည်လောက်အောင်နောက် MLM လို့ခေါ်ရင်သူများတိတဲ့အတွက်သူကနာမည်ပြောင်းခေါ်ရတာအဲ့တော့ digital business ဆိုတာသူက MLM ကိုအသွင်ပြောင်းခေါ်ရတဲ့လိမ်လည်မှုတစ်ခုပဲဒါအနှစ်ချုပ်ပြပြလိုက်တာအဲ့တော့ digital business ဆိုရင်လည်းတတိထားနော်ကျွန်တော်ကိုလာလိမ့်မဲ့လူလိမ်ဆိုရင်ကျွန်တော်တခွန်းနဲ့ပြောကျွန်တော်တခွန်းနဲ့တုတ်ပြန်ပြီးသူ့ကိုပြောလိုက်မယ်သူပြေးသွားမယ်အဲ့ဒီစကားရှိတယ်ဒါပေမဲ့ကျွန်တော်တန်ဖိုးရှိတဲ့စကားဖြစ်တဲ့အတွက်ဒါမပြောဘူးဒီမှာပြောပေးမှာမဟုတ်ဘူးကျွန်တော်နဲ့ကိုယ်တိုင်ကြုံခဲ့အဲ့ဒီလူလိမ်ကိုကျွန်တော်တစ်ချက်တည်းနဲ့ပြေးသွားအောင်ကျွန်တော်ပြောပြနိုင်တဲ့စကေးတစ်ခုရှိတယ်ဒါလေးကိုကျွန်တော်အတိပေးချိန်ညာပြောကြားရင်းနဲ့ကျွန်တော်ညီကုန်းချုပ်တယ်ဒါအဲ့လိုပြောကြားနိုင်တဲ့စကေးကျွန်တော်မှရှိတယ်အဲ့ဘာစကားပြောမယ်ဆိုတာကိုကျွန်တော်ဒီမှာတော့မပြောဘူးဒီချိန်ကျွန်တော်နဲ့ဖုန်းဆက်လိုက်ကျွန်တော်ပြပြရမယ်ကျွန်တော်ဘယ်လိုတုံ့ပြန်ပြီးတော့ကျွန်တော်ဘယ်လိုသူ့ကိုခြေပပြီးတော့ချုပ်နှောင်ပြီးတော့ကျွန်တော်ချင်းချောက်ပြီးတော့သူ့ဘယ်လိုပြန်ပြောမယ်ဆိုတာစဉ်းစားကြည့်လို့ရစဉ်းစားကြည့်เนาะအဖြေရရင်ကျွန်တော်ပြောဟိုအတင်မိတ်ဆွေကကျွန်တော်နေရာမှာဆိုဘယ်လိုပြောချင်လဲဘယ်လိုပြောပြီးတော့သူ့ကိုပြန်တုံ့ပြန်မယ်စဉ်းစားကြည့်အဲ့အဖြေရရင်ကျွန်တော်ကိုဒါပြောကြည့်โอเคကောင်းပါပြီဒီနေ့ကမိုးချုပ်သွားတယ်ကျွန်တော်လည်းဒီမှာဟိုတွားကြကိစ္စလေးတွေရှိရတယ် Father's Day ဟောတွားကြကိစ္စတွေကြာသွားတယ်ညမိုးချုပ်မှပဲကျွန်တော်တင်လိုက်ရတယ်အခုကျွန်တော် YouTube မှာပြီးလို့ရှိရင်ကျွန်တော် YouTube မှာတင်တယ် YouTube မှာပြီးတော့ YouTube မှာတော့ live လွှင့်ပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်ခဏနေကြာရင် Facebook မှာ video upload လုပ်ပြီးတော့ကျွန်တော်တင်ပေးလိုက်မယ်ကဲအားလုံးပဲเนาะဟိုအလိညာဘေးကနေကင်းဝေးပါစေကျွန်တော်အလိညာကိစ္စတွေကနေကင်းဝေးဖို့ကျွန်တော်အထူးသဖြင့်ဇောင်းပေးပြောတယ်မြန်မာနိုင်ငံအရေးဟာကျွန်တော်နဲ့မဆိုင်ဘူးကျွန်တော်နဲ့လည်းမဆိုင်ဘူးအမေရိကန်မှာရှိတဲ့ကျွန်တော်တို့လိုမြန်မာနယ်ဘောအမေရိကန်နိုင်ငံသားတွေနဲ့မဆိုင်သလိုအမေရိကန်ပြည်တွင်းရေးကိစ္စတွေကလည်းအမေရိကန်နိုင်ငံရေးရတယ်ကျွန်တော်နဲ့မဆိုင်ဘူးเนาะမဆိုင်တာဘာလို့မဆိုင်လဲကျွန်တော်ပြောခဲ့ပြီးပြီမဆိုင်တာဒီမဆိုင်တဲ့အတိုင်းပဲကျွန်တော်တို့ရှိတယ်မဆိုင်တဲ့အကြောင်းတရားတွေရှိတယ်အဲ့ဒါတွေကိုလေ့လာပါဒါလေးပြောချင်တယ်မြန်မာနိုင်ငံရေးကကြတော့မတူဘူးမြန်မာနိုင်ငံရေးနဲ့အခြားနိုင်ငံရေးကမတူတဲ့အတွက်မြန်မာနိုင်ငံမှာနေတဲ့လူကမြန်မာရေးကဆိုင်ကိုဆိုင်တယ်ဘာကြောင့်လဲဆိုတော့အာဏာရှင်ကအားလုံးကိုကြုံပြုထားတယ်ဘာကြုံပြုလဲစစ်ကြုံပြုထားတယ်စစ်ပနက်အောက်မှာစစ်ကြုံပြုထားတဲ့အတွက်အဲ့စစ်ပနက်အောက်ကစစ်ကြုံပြုထားခြင်းအောက်ကနေကွာလွတ်မြောက်အောင်ကိုယ်တိုင်ထယုံပြီးကိုယ်တိုင်လုံမှလွတ်မြောက်မှာဖြစ်တဲ့အတွက်ကိုလွတ်မြောက်မှာကိုလည်းလွတ်မြောက်မယ်ကိုသားသမီးတွေလွတ်မြောက်မယ်ကိုမိဘလွတ်မြောက်မယ်ကိုညီကိုမောင်နှမဆွေမျိုးသားချင်းတွေလွတ်မြောက်နိုင်မှာဖြစ်တဲ့အတွက်ကိုလွတ်မြောက်ဖို့သားလေးအရေးကြီးတယ်ဖြစ်တဲ့ကိုနဲ့ 100% သက်ဆိုင်တာဖြစ်တဲ့အကြောင်းကျွန်တော်ပြောကြားရင်ဒီနေ့စနေနေ့ညအထူး special talk show လေးကိုကျွန်တော်ညီကုန်းချုပ်အပ်ပါတယ်မင်္ဂလာရှိသောညချမ်းဖြစ်ကြပါစေကုန်သတည်း